ဆရာမကြီးကတော့စင်ကာပူဝင်လာတော့တပင်းနေအများကြီးတွေ့လို့ဝင်တာကျွန်တော်တော့စင်ကာပူမှာလာဟောတိုင်းလှေကလည်းရမ်းပါတာသဘောကျမြန်မာပြည်ကလှေကလည်းရမ်းမတက်လို့လေးဘက်ကုန်တဲ့သူစရိတာဆဝင်ပြီးတော့ဒုက္ခစရိတာဆဝင်ချကျွန်တော်ပြောမယ်ကောင်းစရာမကြီးရအောင်ငိုရမှာအဲ့တော့ဒုက္ခပဲဥက္ခရာအတိတ်ကလည်းရမယ်ထင်လို့အားလည်းအားရှိပါတယ်ဟောပြောဝဲဘာကြောင့်လဲလုပ်လဲဆိုကျန်တဲ့အတင်းတွေတော့ဖန်တောင်းတာဟုတ်ကျွန်တော်တို့ဒါတော့ဖန်မတောင်းတော့ဟောပြောဝဲပဲလုပ်ရဟွာလို့ဖြစ်အလှူမှာတခါတော့ကလည်းရှင်ပြုအလှူမှာဖာပြီးဟောပြောဝဲထက်အထဲတော့ဆရာကြီးတော့ဝါသနာပါလို့လားဆိုပါလို့တော့ဟုတ်ပါဘူးဆရာရဲ့တဲ့ဒီလိုပဲပေါ်တဲ့ဗိသိက်ဆရာဆိုင်တော့ဆရာတို့ကဈေးချိုတာဟုတ်လေအဲ့လိုပဲနော် projector ကြီးနဲ့ကောင်းလိုက်တာနော်တကယ်ကိုကျွန်တော်က projector ကိုစင်ကူမှာစဟောတော့ projector နဲ့ဟောတော့ကာတွန်းတွေကိုပါဇက်ကမပြောဘူးကာတွန်းလေးတွေလောက်လာပြီးတော့ပြနည်းနည်းလေးတော့အချိန်တော့ကိုတရက်နှစ်ပိုကုန်တာပေါ့ပြင်ဆင်မှုဒီခုခါလေးတချို့ကြတော့လေ projector ကိုကရုပ်တရက်ကျွန်တော် projector ပြမယ်ဆိုသူမှစီစဉ်ရတာမြန်မာပြည်မှာတော့မလုပ်ပါဘူးမြန်မာကြီးကြတော့ဟိုတရားပွဲ projector တော့တီးတော့ဒီတီးတဲ့ projector ကြီးကတော့လူမကွယ်ဘူးလေအားရပါလေခုဆိုလုံးဝကြီးတော့အားရပါပဲအခုတော့ကျွန်တော်ရုပ်ပဲကြည့်ပြီးတော့နော်ပြကျင်လိုက်တာလို့ဆရာမကျူးတော့ပြောပြတယ်သို့တော့စီစဉ်ရတဲ့လူတွေဒုက္ခရောက်မှာဆိုလို့အခုတော့လေစီစဉ်ပြီးသားဖြစ်နေလို့ပြစရာမပါဘူးဖြစ်ကျွန်တော်တို့မနေ့ကဟုတ်ပါရဲ့နော်စောစောအဖြစ် biography ဖတ်တဲ့ဆရာမတော်ချိုဝင်းဤဆန်တို့နှစ်ယောက်နှိပ်ဆက်လိုက်တာဆရာမကလည်းစောစောကသူ့ဟာလေးနဲ့သူကာတွန်းလေးနဲ့ပေါ်ပြသွားတယ်အမှန်ပဲ OBJ ကတော့မဝဲပါဘူးဒီလိုပဲသူတို့လွတ်လွတ်လပ်လပ်သွားပါသည်ဆိုပြီးဆက်လီကနဲ့ရက်အဲ့မှာကြော်ညာလေးရလေပြတယ်အဲ့ဒီ Uniqlo ထဲမှာထင်တယ်နော် Uniqlo လားUniqlo အဲ့မှာကောမလေးရလေသူပြတာ10မိနစ်စာလောက်ကလေးပဲလူပင်ပြအကြီးမှလည်းပြအကုန်နေရနဲ့တဆိုင်လုံးမှာအဲ့10မိနစ်စာဟိုပဲလူပင်ပြကျွန်တော်လည်းကြည့်မဝအောင်ကောမလေးကအဝိစာအတစ်တမျိုးသူအဲ့ဒါဟိုပဲကြော်ညာလာဒီစာမနဲ့လိုက်တဲ့ဟာလေအဲ့သူကအဝိစာတော့ပထမဒီလိုပေါ့သူဘာမှမရှိတဲ့ဂျပန်ရေချိုးတဲ့ပုံစံနဲ့ချဆွဲတင်လိုက်အဲ့ကင်မရာမန်ရိုက်လိုက်တော်လိုက်တာဗျာတစ်စက်မှဘာမှမမြင်လိုက်ရအဲ့ဒါဟိုများနောက်တစ်ခါကြာရင်တော့မတော်တဆများလက်ကလွတ်ကြမလားလို့ဆိုပြီးပါအဲ့လိုဖြစ်နေတယ်ထင်ပါတယ်ဒါပေမဲ့တကယ်ကောင်းပါလေတော်တော်ကိုကျွန်တော်လေစင်ကာပူကိုအခုလိုဖိတ်တာခေကူဆရာမပြောလို့ပဲဝင်တာဟောဆိုစင်ကာပူကပညာတတ်တွေများတဲ့ကျွန်တော်တို့နိုင်ငံတော်တော်များများဟုတ်ပါလေကျန်တဲ့နိုင်ငံတွေလည်းပညာတတ်တွေရှိပေမဲ့အများစုကတော့အခြေခံ general workers များတဲ့အခါမှာသူတို့ကိုပြောရတဲ့အခါမှာခါလီဟိုဘယ်လိုခေါ်မလဲတိတ်ကြီးတော့အသေးစိတ်ပြောရတယ်နည်းနည်းလေးဒီကလူကတော့ကိုကလက်ပြင်းလုံးရှိသေးရီးနေပြီဂလီမထိုးရဘူးအားကြောင့်အဲ့လောက်ပြီးပြောတာနည်းနည်းတော့အမောတက်တာနောက်တစ်ခုကကျွန်တော်ကတိုင်းပြည်ကိုပြောင်းစီခြင်းလိုက်တာအဲ့လိုပြောင်းမယ်ထင်ပြီးလဲမဲပြီးခဲ့တာလဲပြောင်းသေးဘူးသူတို့ကတော့ပြောင်းဖို့လုပ်နေတာပေါ့လေဆိုလဲအခက်ခဲရှိဆိုအဲ့ဒီအခုတော်တော်ခင်ပါတယ်အခုတက်နေတဲ့လူတွေကိုနဲ့ခင်တဲ့လူတွေအရင်တော့စာပြောပဲကမကထလုပ်တဲ့လူပဲလေအခုဝန်ကြီးချုပ်တွေပဲဖြစ်ခုပြုတ်သွားတဲ့ဒေါ်လဲမတောင်ပါလေတော်တော်ခင်လား
တော်ပါသေးတယ်သူစီကဘာမှမယူပဲလို့ဟောအင်ကိုပါအမှုပါအောင်အဲ့တော့အခုအတင်းလေးဖွဲ့စည်းတာလေးပထမတနာကြီးဒီပါတော့ပြတော့ရမလေးကြည့်ချင်တယ်ကျွန်တော်လေးကြည့်ချင်တယ်ပေါ့လျှော့ဘလူများရွေးကောက်တင်မြောက်လိုက်လေပေါ့နော်မှန်တော့ကျွန်တော်ကလည်းအခုကိုကြတဲ့ဦးဟိုကိုနာမည်လည်းမေ့သွားပြီကိုစိုးတင်အဲ့လိုပဲအကျွေးရှင်နေလာမယ်ဆိုမေ့အဲ့နှစ်ခါရတယ်သူလဲနှစ်ခါထက်တော့ပို့လှုပ်ချင်မှာမဟုတ်နောက်တင်အော်ဘီဂျယ်လည်းအခုအသင်းဥက္ကဋ္ဌဆိုပြီးဖြစ်ကာတွန်းတင်ဥက္ကဋ္ဌကျွန်တော်မေးကြည့်ရဆရာတို့ကိုတူတူအောင်မေးချင်ဒါရတာတော့ရဘူးတဲ့အိတ်ဆက်ရအေးလေအခုကအားရှိကြ48ကျက်လာကြံနေဆိုတာဟောပြောဝဲတာအကျွေးနဲ့လှုပ်လာမသိဘူးကျွန်တော်လည်းမျက်ခုံးတော့ခက်လှုပ်ပဲတော့ဗာသေးရဲ့ကိုအောင်ဝင်းကြီးကလေလက်မှတ်တွေပဲကျိုးဝယ်ပေးထားလားအဲ့တော့နော်ကျွန်တော်တို့အဲ့ဒီလိုအတင်းနေရကျွန်တော်တို့အတင်းလဲကတ်တွန်းအတင်းလဲဥက္ကဋ္ဌဖြစ်တော့ကျွန်တော်ဟာကိုယ့်ဘာသာကို ECC နေတတ်တဲ့လူဟိုပညာလေးလည်းမတောက်တစ်ခေါက်တတ်တာပေါ့လေအဲ့တော့ကိုကကတ်တွန်းဆွဲဖို့ပဲကျွန်တော်ဥက္ကဋ္ဌမလုပ်ချင်ဘူးကတ်တွန်းဆရာလုပ်ချင်တာဒါမဲ့ဥက္ကဋ္ဌလည်းဖြစ်ရောဆဲခံလိုက်ရတာဒီလားအော်ဘီဂျယ်ဆိုမဆဲရဥက္ကဋ္ဌဆိုဆဲရတယ်ဘာကတော့ဘာလုပ်နေရတော့ပေါ့ချတာအဲ့ကြဒီကောင်လေးပဲဖြစ်တာကိုသားလောက်ကဟာတတ်နိုင်ဘူးပြီးခံမယ်အဲ့လဲဆဲရပါတယ်နော်အဲ့တော့အခုလိုအမှုဆောင်ဖွဲ့တွေရွေးချယ်တဲ့ပွဲလေးမှာတည်တည်ချာချာကိုလောက်တာကိုင်းတာလေးကျွန်တော်မဟုတ်သဘောကျလို့မှတ်ထားလို့ဗျမျက်စိကမမြင်အောင်ဒီမှာဒါတိတ်မပူဘူးကိုတို့တော့ရကျွန်တော်ပူမှချောက်လို့တချို့ကလေဒီလိုကတ်တိုင်းပူတယ်ပါကြီးတခြားကပူလို့တခြားကြာရင်လေဖြတ်မယ်နေရဒီဘက်ချမ်းအေးလေနောက်တစ်ခုကခင်ဗျားတို့ကလေဟွာလေ sharing အခုကျွန်တော်တို့လည်း sharing ပေါ့ပဲခင်ဗျားတို့ engineer ပညာနဲ့ပတ်သက်လို့ share လုပ်တော့လာပြီးတော့နားထောင်ကြရတယ်တဲ့မဲ့ရိုးရိုးတော့ပတ်စံပေးပြီးနားထောင်တာနော်ဟုတ်လားဝင်မဲမိုက်တယ်လို့ကျွန်တော်လည်းဟိုလူကလည်းအဲ့ကိုကလည်းပညာကိုတမိုးထားတော့အဲ့ဒီခင်ဗျားတို့တည်တဲ့ကာတွန်းဆရာဦးမြေစာတို့ဦးငွေကြီးတို့ပြာလောင်ဘာလို့ဆွဲတဲ့ဦးတင်အောင်နီးတို့နောက်မို့နိုင်ငံခြားကနေ animation master ရထားတဲ့ဘီရူမာတို့ဟာအဲ့မျိုးကျွန်တော်ခေါ်ပြီးတော့အတင်းမှာprojector ပဲနဲ့တေချာပြပါလကားလဲနားထောင်တယ်လူငယ်တွေ9ယောက်6 9ယောက်အဲ့လောက်ပဲလားကျွန်တော်တော့ကျွန်တော်အမှုဆောင်ဒီပေါ့ကျွန်တော်တော့ပြည့်စည်လဲဖို့တော့ဘာလို့အဲ့ကျွန်တော်လဲနားထောင်ရလေနားထောင်ပေးရအဲ့တော့တကယ်ကြိုက်ပါတယ်သို့တော့ share လုပ်တော့လေအခုကျွန်တော်ပေးတက်ပြင်တော့လေဟိုပထမဒီခန်းထဲကိုရောက်လာကစတနာကြီးထိုးခံနေတော့ပေးသက်ကအပြင်မှာရောက်မှာပေါ့မများသေးဘူးနော်အပြည့်ပဲကျွန်တော်တော့အဲ့ဒါနားထောင်ပြီးဖို့လူကကျွန်တော်အခုနားထောင်မဲ့လူတယောက်မရှိရင် OBJ ဒုက္ခပဲလေဟုတ် sharing ကအဲ့ဒီပဲခင်ဗျားတို့အားကြောင့် learning လုပ်ပြီးတဲ့စိတ်ဓာတ်ကအားသဘောကျပဲမနေ့ကအဲ့ဒီဆရာမတို့နှိမ့်ဆက်လို့ကီနိုကူနီယာထဲမှာ OBJ မတက်ထိုင်ရထိုင်ကိုလည်းမရှိဘူးကျမ်းမြေမော်ထိုင်အောင်လေဒူးကမကောင်းတော့ဒါမဲ့လေအဲ့မှာကြည့်တော့စောင်းနာမည်တော့မိသွားရွယ်ခဲ့တယ်ဘာလဲဆိုအဲ့မှာ book launching စောင်းမိတ်ဆက်ပွဲလေးလုပ်ဒီစင်ကာပူရဲ့ရှေးတုန်းကဈေးရောက်တဲ့ပုံစံကိုကာတွန်းလေးလုပ်ထားတာကျွန်တော်ကတော့ကာတွန်းဆရာလေးအဲ့ဒီ illustrator လည်းပါတယ်အဲ့ဒီစာရေးဆရာမလည်းပါနားထောင်တဲ့လူကလည်းပြောအများကြီးပဲ2ယောက်ပဲရှိကျွန်တော်အဲ့မှာမှငါတို့မြန်မာပြည်ကတော်သေးတယ်လို့စာအဲ့ဒီစာအုပ်ကိုလေကျွန်တော်ဒါမဲ့စိတ်မလောဆရာမကတကွဲချင်းပြောပြကျွန်တော်လည်းသူ
သူတို့နဲ့လမ်းခွဲလာတာတော့တော်ကြသူတို့များအဲ့ဒီရှာမများသူလိုချင်တဲ့ဟာတွေတခါလေးရပြီးမြန်မြန်ရောက်လာရင်ငါရှာချင်တာမရှာလို့မရဘူးဆိုပြီးအဲ့နဲ့သူ့ဟာကိုနားမထောင်တော့ပဲအဲ့ဒီစာအုပ်တွေရှောက်ရှာရင်ကြည်ရင်နဲ့စောစောဆင်မပြောလို့ပေါ့လေကိုကမလူအပ်တာတွေမဝယ်ဖို့ need နဲ့ want နဲ့ object တို့ကြလဲစာအုပ်ယောဂတဲ့ဦးယောဂတဲ့ဆိုဟိုမတည့်တာလဲစားချင်တယ်လောဘလည်းကြီးတယ်ဒါပေမဲ့အခုနောက်ပိုင်းကတော့လောဘမကြီးတော့ငါမသိခင်ရောဖတ်မှလားဆိုရဟာများမေးပါတယ်အမြဲတမ်းအဲ့တော့မဝယ်သေးဘူးတင်းခံတယ်ဒါပေမဲ့တအားညောင်းလာတော့စောစောကစာရေးဆရာမနဲ့ကာတွန်းဆရာနဲ့ဆွဲနေတဲ့အဲ့ဒီစာအုပ်မိတ်ဆက်ပွဲနေရလေအဲ့ဒီလူလည်းမရှိတော့အဲ့ဒီနှစ်ယောက်လည်းပြန်သွားတော့ထိုင်ကုန်လေးတွေအဲ့ဒီ10ကုန်15ကုန်ချထားလိုက်လေလွတ်နေအဲ့မှာရှိတဲ့စာအုပ်ကလေးတွေတော့သူ့စာအုပ်ကလေးတွေ10ဦး15ဦးချထားတော့တချို့စာအုပ်တွေက packing ဖောက်ပြီးသားဆိုအဲ့နဲ့ကျွန်တော်အဲ့မှာစာဖတ်ကြည့်အောင်ဆောင်းပြီးထိုင်နေလိုက်တယ်ထိုင်နေတော့ကောင်းတာတိလားကောင်းတယ်တော်တော်ကောင်းလာတယ်ကဲငါဝယ်ဦးမဝယ်လောက်တော့8000နဲ့မှရေးလိုက်တော့စင်ကာပူဒေါ်လာ18ကျပ်ပါတယ်ကိုယ်ထဲမှာအရင်ခကြီးရပြန်ကျန်တော့ဒေါ်လာ200ပါပါတယ်ဒါပေမဲ့ဒေါ်လာလည်းမလဲရသေးဘူးလေဓမ္မပီပေါ့ပေသီခောက်စောက်ဈေးနှုန်းကြည့်လိုက်တော့တကယ်ဗျ19.31ဟာသေးပြီကွာ31ဆိုသူတို့လာရင်တော့ငါတပြားချိမယ်ပေါ့စောင့်အဲ့နဲ့တခါသူကလည်းတော်တော်နဲ့ပေါ်မလာတော့ကျွန်တော်အားနဲ့အဲ့နောက်တစ်ခါပတ်စံကြီးတဲ့ရှာတော့နောက်ထပ်နှစ်ကျပ်ထပ်ထွက်လာဟာရပြီမင်းသေးတယ်ရော့$19ပေးလိုက်တာဟိုကတနာလို့ထင်တယ်ကျွန်တော်တွေးနေပဲတိလို့မသိ18ကျပ်နဲ့ပေးလိုက်တယ်တပြားလျှော့လိုက်တယ်တကယ်ပါနော်ကျွန်တော်တို့အဲ့ဒီအသင်းဝင်ကြီးတွေရတော့လေကျွန်တော်တို့ကာတွန်းဆရာများမြန်မာပြည်ကာတွန်းဆရာများကိုတိုးတော့အောင်မင်းနေဝင်ငွေတွေဘယ်လိုလဲဝင်ငွေကတော့ printing media အခုကြားတဲ့ခေတ် journal magazine တွေက90ရာတော့ရက်သွားချင်းမှာကာတွန်းဆရာအများစုပတ်စံမရှိတော့သူတို့လာတင်ကြီးလည်းမပေးနိုင်အတင်းယုံကကြီးကိုကျွန်တော်ကတေချာကိုအများကြီးလုပ်ထားတယ်အခုစောစောကပြန်သွားတဲ့ရနန္တိကကိုဘိုဝင်း projector လူတယ်အားမျိုးတွေပေါ့ကျွန်တော်အတင်းမှာရှိတယ်များထိုင်ကောင်အားစားလေးရှိတယ်များအခုအလူခံထားတာကြီးပဲအလူခံတာကျွန်တော်ချစ်လို့တော်ထဲကြတော်ကိုကျွန်တော်ခင်လို့အားလုံးကအဲ့ဒီမှာအခုဒီMarch 31မှုဆောင်ရွေးကောက်ပွဲရှိတယ်ကျွန်တော်ထွက်တော့မယ်2နှစ်ပြည့်ပြီတော်ပြီဆိုထွက်ပါနဲ့ဆရာကြီးဘာလို့လဲဆိုဆရာအလှခံကောင်းလို့ကိုလည်းမြောက်ပြဆန်တောင်းပေါ့လေအဲ့တော့အဲ့လိုခက်တကယ်ပါအကုန်အနစ်နာခါလာစောစောဆရာမပြောတဲ့သူစရိတဆက်ဝင်းဆိုတာခင်ဗျားတို့အခုအတင်းဆိုတာလေတကယ်တော့သူစရိတဆက်ဝင်းမယ်တကယ်ကိုပြီးရကျွန်တော်တကယ်တော့ပညာရှင်မဟုတ်ဘူးအထီးဒီမှာရှိတဲ့လူတွေမှာပညာရှင်အစ်စ်တွေတကယ်ကိုပညာနဲ့လှုပ်ရှားမနေ့ကလည်းကားပေါ်ကနေပြီးတော့လေစိတ်ကကြိုးလာဒီဆရာမ2ယောက်ရှင်းပြမျိုးပြဘလူဆောက်တယ်ဘလူပါဥပဒေပါတလုံးမှလာမလဲကိုမှမသိတာသူတို့သိတဲ့ဟာလေးကိုမသိတော့ဘူးနောက် civil ကိစ္စဆိုပို့ဆိုးတာပေါ့ဒါပေမဲ့ကျွန်တော်ကအခုဘာလို့ဖို့လာပြီးပြောတာလဲဆိုမသိပေမဲ့ကျွန်တော်တွေးတာလေကျွန်တော်တို့ကတကယ်တော့တယောက်နဲ့တယောက်အတွေးတွေ share လုပ်ကြတာပါအတွေးနဲ့လူဖြစ်အောင်လုပ်နောက်ပြီးတော့တွေးပုံတွေးနည်းတွေကျွန်တော်လည်းအခုနောက်ပိုင်းတွေးပုံတွေးနည်းပြန်ပြီးစဉ်းစားအခုစောနန်းနေဒီဘက်ဟုတ်တယ်နာနန်းနေကနေမှာကိုရေးထားတဲ့စာကြောင့်ရှိပြီးသားလမ်းကြောင်းကိုမလျှောက်ပါနဲ့မရှိသေးတဲ့လမ်းလေးကိုပါဒါဖော်ပြီးတော့လမ်းအရာလေးထားခဲ့ပါအင်္ဂလိပ်လိုရေးထားတာကိုလည်းထင်တာလျှောက်ပြီးဘာသာပြန်ထည့်လိုက်တာအေးရောအဲ့ဒါဘာလဲဆိုကျွန်တော်ကလေဟိုလွန်ခဲ့တဲ့10နှစ်ကျော်ကျွန်တော်က88အရေးခင်းမှာ
ဒီအင်ဂျင်နီယာ88အရေးခင်မှာဘာလုံးမိမှမသိဘူးပြုတ်ရောပြုတ်တော့အားနဲ့ကာတွန်းဆရာလုံးအချိန်ပြည့်ကာတွန်းဆရာဆိုပြီးရေးလိုက်တာမနေ့တည်းအဲ့ဒီဟာတွေကိုသူတို့လာပြီးတော့ edit လုပ်ခိုင်းတယ်မနေ့ညထမင်းစားတော့ကျွန်တော်လုတ်ပေးလိုက်တယ်မထူးသူလုတ်ချင်တယ်လို့ပဲလုတ်တာပဲစော်လိုက်တာပဲအကောင်းတယ်လို့ဆိုအဲ့ဒီမှာသူတို့ဒီအချိန်ပြည့်ဆိုတဲ့ဟာအရင်အချိန်ပြည့်ကတော့နေပြီးရံပန်းရံခါဇာနေသိန်းကြီးဟိုကပါအများဆွဲတည်တာအခုကပြောင်းမြန်ကျွန်တော်ကရံဖန်ရံခါပဲကတ်တွန်းဆွဲတော့တာအားကြောင့်ပြောင်းမြန်ဖြစ်သွားပြီလို့ကျွန်တော်တို့ဆွဲအားနေနေသွားတယ်တူးအားတော့များပါတယ်အဲ့တော့ဘာနဲ့တူလဲတော့ကျွန်တော်လွန်ခဲ့တဲ့15နှစ်16နှစ်ကျွန်တော်မန်းလေးမှာအလုပ်ပြုတ်ပြီးပြန်ပြောင်းနေတော့အဲ့မှာပကြီးကျောင်းကဆရာဦးမာလာဆိုတာသူကပကြီးကျောင်းမှာရိုးရတင်လာနောက်ကျွန်တော်နဲ့တပ်ဖို့တော့ပဲကိုခမောင်ဆန်းဆိုတာရှိတယ်သူကကျတော့ကျောင်းဒီပိုင်းနောက်ဖြစ်သွားသူကရည်စည်းရေးတာဒါပေမဲ့သူတို့နှစ်ယောက်ကအဲ့ဒီကနေလုတ်ကျောင်းထွက်ပြီးတော့သူတို့အလုတ်ထွက်ပြီးတော့သူတို့ပကြီးရေးကြတော့ကိုမန်လာဝတ္တကလာလေးရေးပြီးတော့ရန်ကုန်မှာ45လမ်းမှာလာပြတော့ဗျာကျွန်တော်ကြိုက်လိုက်တယ်ဒီလားကောင်းတာကိုမလာကြီးအောင်လို့ဒီတော့ကိုကြိုက်တာဗျာဝတ္တကလာအဲ့တော့ကျွန်တော်ဟုတ်တယ်တဲ့ကိုပြေတယ်ကျွန်တော်ဒီတခါဘယ်လေးနဲ့ဆွေးထားတာလဲဟင်ခမရဘာလို့ဆိုခမရဘာလို့ဘယ်တန်လားလို့ဟုတ်ဘူးတဲ့ကျွန်တော်ညာတန်တဲ့အဲ့ဒါဘာလို့ဘယ်လေးနဲ့ဆွေးရတော့ညာပဲလက်ကဆွေးနေကြတယ်ဆွေးလုံးလို့စဉ်းစားဖို့တိတ်ကောင်းတော့နော်ကျွန်တော်တို့ဟာလုံနေကြတယ်လုံတာလားလုံတင်တာလုံတာလားအဲ့ဒါထူးဆန်းလားကျွန်တော်တို့ကလေကျွန်တော်ဒီ visual art မှာဆိုရင်ကျွန်တော်ကမြင်တာကိုဆွဲလာတာထင်တာကိုဆွဲလာဆိုကျွန်တော်တကယ်တော့ထင်တာကိုဆွဲနေကြတာကျွန်တော်မြင်တယ်လို့ထင်တာကိုဆွဲနေတာမယုံရင်ကျွန်တော်လက်တွေ့စမ်းကြရလိမ့်အများကြီးအခုတော့အချိန်မရတော့နော်မြင်တယ်လို့ထင်တာခင်ဗျားတို့စိတ်ထဲထင်တာကိုမြင်မလိုက်တော့တာချဆိုရင်အဲ့လိုပဲအားကြောင့်ဟို drawing with the right side of the brain တို့ left side of the brain တို့ဆိုအဲ့ဒါအိစာတွေတိတ်ကောင်းတာပဲအဲ့တော့ကျွန်တော်တို့ဟာဒီတွေးနေကြတယ်ကိုတွေးတတ်တယ်အဲ့တွေးနေကြတွေးတာကိုအခုကဒီနေ့ကကျွန်တော်တွေးတာကိုရှောက်ပြောမလို့ဘာလို့လဲဆိုအခုတင်ကျွန်တော်တို့လူအကြောင်းပြောရင် I think I am ဆိုတဲ့စကားနာမည်ကြီးပါတယ်ငါတွေးတယ်လို့ငါဖြစ်တယ်ဆိုတာကျွန်တော်တို့ကအဲ့တွေးပုံတွေးနေမှာတော့မှတတ်တာလေးပဲဖြစ်သွားတာပေါ့ကျွန်တော်တို့တွေးပုံတွေးနေရတွေးတင်တာတွေးရမဟုတ်ပဲတွေးနေကြတွေးတာအဲ့တော့ကျွန်တော်ကဒီစင်ဘူးရောက်တုန်းကိုကအင်မတန်တွေးခေါ်မြင်တဲ့လူတွေပညာတတ်တဲ့လူတွေကျွန်တော်တို့နိုင်ငံအတွက်ဘယ်လိုတွေးကြရင်ကောင်းမလဲအဖြေတော့မဟုတ်ဘူးနော်တွေးကြည့်ကြရအောင်ပေါ့ဘာလို့လဲဆိုကျွန်တော်အဲ့အတွေးနဲ့ပတ်သက်လို့အမြဲတမ်းပြောတယ်ဖောက်ထွက်တွေးခြင်းမှာဆိုရင်အခုတစ်ခေါက်မပြောတော့ဘူးလို့မှန်းထားတာသို့တော့အခုကိုလေစိတ်ကထွက်တော့ဟောပြောအောင်မိမပါတယ်မိမအခုမှတတိယစင်ကာပူမရောက်ဘူးလို့လည်းရှောက်သွားနေဟိုခင်တဲ့လူငယ်လေးနှစ်ယောက်တော့ကဆရာရတယ်ကျွန်တော်လို့နဲ့လားလွတ်လိုက်အေးဟုတ်တယ်လေ तू ငါဒီပြောလိုက်လေ तू လည်းနားထောင်ကြမှာမဟုတ်ဘူးနောက်ပြီး तू ရှိနေ तू တင်းလည်းပြောလို့မရအောင်အဲ့မဲ့လေမွားထွက်လာပြီး immigration ဝင်ငယ်ရှာမနဲ့ကျွန်တော်ဇနီးရအဲ့ဒီသူတို့အမျိုးသမီး toilet ဘက်ကိုတွားကျွန်တော်ကအမျိုးသား toilet ဘက်သွားအမေကျွန်တော်ကြိုက်တာရှိရသေးလားအဲ့ဒါကိုလွန်ခဲ့တဲ့9နှစ်ရှင်းကတခါကြုံပြီးသားအခုမှအဲ့ဒီအခန်းပြန်ရောက်လာသူကလေခွင်းကြီးကိုကြည့်ပြီးလို့အားရပါရကြီးဒီလားမိုက်တယ်လေခွင်းကြီးကရှိရမှန်ကြီးလေကာမထားဘူးလေဒီဟိုကမုတ်ကျွန်တော်မတက်ရက်တဲ့ကမုတ်ပဲအဲ့ကိုရှိမှကွယ်တာလေဟိုလေမောလည်းကျွန်တော်ကြည့်လို့မရဘူးမဲရတယ်ဒါမဲ့ကျွန်တော်အမြဲတမ်းပြောတတ်တဲ့မြန်မာပြည်မှာဥပမာပေးတတ်တယ်ကျွန်တော်အခုအဲ့ဒါလေးဒီတစ်ခါတော့တပ်ပုံရတယ်ကျွန်တော်အဲ့ဟာမြင်ဘူးတယ်အဲ့ဒီမတက်ရက်ပြီးရတဲ့ကမုတ်မှာအဲ့ဒီသေးရှင်းတဲ့အပေါင်နာမှာရင်ကောင်လေးပုံလေးရိုက်ထားတယ်အဲ့ဒါလေးကိုကျွန်တော်ဟောပြောပွဲဒီမှာမြန်မာပြည်မှာတော့ဟောဘူးလေဒီမှာတော့ဟောမောမသိအဲ့တော့ဘာလို့လဲဆိုတော့အဲ့ဒါလေးအခုတော့တစ်ခေါက်တော့တပ်ပုံရိုက်ခဲ့အနီးအဝေးပေါ့တခုတော့ရှိရပါတအားကတ်လို့မရသေးသေးပေးကိုမှတော့ဘာလို့လဲဆိုတော့
ကျွန်တော်တို့ကအဲ့ဒီယောက်ျားလေးကမုတ်မှာကျွန်တော်တို့ကရှူရှူပေါက်လို့ရှင်ယောက်ျားတွေကလေကောင်းကောင်းမပေါက်ဘူးသူကလေဟဲ့မနေ့ကအာဆင်နယ်နိုင်တယ်ကွာဟာမန်ရောက်ရှယ်ပဲခေါင်းနေလေလားမဟုတ်ကိုလုံးမှာပါရှူရှူပေါက်နေတဲ့စကားပြောနေတာအဲ့တော့လေဟိုကဘေးတွေပန်းကုန်တော့တန်ရှင်းလောက်သားတွေကအတော်စိတ်ညစ်တာအားနဲ့ကတ်ထားတယ်ဘေးမပန်းရဘေးပန်းတဲ့ကောင်ခွေးအဲ့ဒီစာရွက်ပါပန်းသွားအဲ့ဒါနဲ့ပဲအဲ့မှာဒီဇိုင်နာတယောက်ကစတွေးတာဒီဇိုင်းခင်ဗျားတို့အင်ဂျင်နီယာဒီဇိုင်နာဘာတွေးလဲဆိုတော့ကျွန်တော်တို့အဲ့ဒီကျွေးစိန်ပြီးတော့ဟိုတစိမ့်ကျွေးမစိန်ကလေးမှာတစိမ့်ရေးတယ် American Standard တို့ Auto တို့ဘာတွေအားလုံးကွာအဲ့ဒီတစိမ့်ရိုက်တဲ့အချိန်မှာပဲအဲ့ဒီတစိမ့်ရိုက်တဲ့အသားရောက်တော့နက်ပြရောင်လေးအဲ့ဒါလေးနဲ့ရင်ကောင်ပုံအဲ့သေးစင်းတဲ့အပေါင်သားမှာရင်ကြီးကောင်ပေါ့ဗျာလက်သေးကောင်လောက်ရှိတယ်အဲ့ဒီပုံလေးပါထည့်ပြီးတော့ပုံထည့်ပြီးကျွေးလောင်းတယ်အဲ့ဒီနေ့ကစပြီးတော့ယောက်ျားလေးတွေကရှူရှူပေါက်ရင်ဟိုလိုတော့ပြောတယ်ဟာမင်းဟိုကောင်ကောင်းကွာအကယ်ဒမီကတော့ကွာသွားမိုက်ပါဘူးဘာညာပြောနေဒါမဲ့လေသူ့စိတ်ထဲမှာမင်းတည်ဖို့လာပြင်ပြီတော့ဟာရင်ကောင်ကိုလမ်းပြောနေတာပြီးတော့ကိုပြောသေးတယ်ငါတော်တော်လက်တဲ့ကောင်ဟာအဲ့ဒီရင်ကောင်ပုံလေးစတက်လိုက်ပြီးတဲ့နေ့ကစပြီးတော့80ရာခိုင်နှုန်းကျော်တန်ရှင်းရတာပိုတက်တာသွားတယ်တကယ်ပြောတာတွေးရလေကျွန်တော်ကအဲ့ဒီရင်ကောင်ပုံစာအုပ်ကိုအဲ့ဒီဒီဇိုင်းနဲ့ပတ်သက်စာအုပ်ကိုကျွန်တော်တေချာဖတ်ပြီးမှအဲ့ဒီရင်ကောင်ပုံလေးကိုလွန်ခဲ့တဲ့ connection ကစင်ကာပူမှာတွေ့ခဲ့ဒါပေမဲ့ကျွန်တော်ပြောတာတချို့ကမယုံကြဘူးအခုမနေ့ကနေ့လေလူတို့ကျွန်တော်ဝင်းသွားပြီးတော့အဲ့တော့တပုတ်နေရအဓိကကျွန်တော်တွေးပြစ်တာကိုပြောတာပါတွေးရမှာအခုတွေးတာ who am I ငါဘာကောင်းလေးကကောင်းထဲတာမှန်ငါဘာလဲမဟုတ်ကောင်းတိချာကိုထဲတာ who are we အားတို့ပါ what creatures am I ငါတို့ကဘာကောင်းလေးဖြစ်နေပြီလေလူရဲ့လို့မဟုတ်တော့တို့မြန်မာတွေကဆယ်တန်းဟာကပ္ပပေါ်မှာလိမြန်မာပြည်ရဲ့ဆယ်တန်းကပ္ပပေါ်မှာစားကြဆုံးစားလို့ဆုံး9တန်းအောင်ပြီဆိုတဲ့တချို့ဆိုရင်10တန်းအောင်ပြီဆိုတဲ့10တန်းစာကြက်ချို့ဆိုရင်9တန်းအောင်လို့ဟေး9တန်းဒီနေ့ဆောင်ပဲပြီးတယ်မနေ့ပြန်စားပြီးတမိသားစုလို့ဟဲ့မပြေဘူးဘယ်မှသွားလို့ပြေဘူးဒီနှစ်ကတော့မလေးသွားမလုံးနဲ့ဒီအကြီးကောင်10တန်းရောက်ပြီဟာအကုန်ချရတော့တချို့အိမ်နေဆိုရင်အမေကကူကြက်ပေးရတယ်ဟာအမေပါကြက်မယ်နော်လူသားလေးဘာမှမဖြစ်နဲ့ဟာမငိုင်းကြက်တယ်မနဲ့နောက်ပြီးတော့ရိုးရိုးတန်းတန်းပုံတော့မနဲ့4နိုင်5နိုင်ထကျူရှင်သွားကြောင်းတက်ဟာည10နိုင်17နိုင်ထိတော်တော်ကိုကြက်ရတာပဲဒါလောက်လက်လေးလောက်ပဲအချောင်းတွေအကုန်ပေါင်းတော့လက်လေးလုံးရှိအဲ့လောက်ကိုလေးကြက်လိုက်တာရိုးရိုးတော့မဟုတ်ဘူးမမပြေက10တန်းကလေးများနက်ကပါကူကြက်ရတယ်ဟုတ်တယ်ကြော်ဝဲတွေပေးထားတာဟာခင်ဗျာဆယ်တန်းကမွေးရကြော်ဝဲအိမ်ဒီမာလေးရလေကူပြီးတော့အိမ်အဖော်ကောင်မလေးရလေအိမ်ပေါ်မလေးရလေကူပြီးတော့ဆောင်မဖြေပေးရတယ်ဘာလို့တော့နင်နော်ဖျောင်းနိုင်ပြီမသိသေးနဲ့ဟိုမှာဖျောင်းနိုင်ပြီသိရင်ဘာဖြစ်တယ်ဆိုတာမသိဘူးသူကဖျောင်းနိုင်ဟိုတိုင်းပြီးတိုင်းဟိုဆောင်မွေးကာလအတွင်းမှာဟိုနည်းနည်းပါးကလေးရမယ်ဟာကောင်မနင်ငါဖျောင်းနိုင်တော့ကလည်းဘယ်ချိန်မိသေးသေးလို့မသိပါဘူးအမရေမသိပါဘူးအဲ့လိုလောက်ရတာဟာတဆွေလုံးတစ်မျိုးလုံးတမိသားစုလုံးကြည့်ရတဲ့စာဟောအောင်တော့လေဂုံလူတွေအများကြီးထွက်တော့လေလေအဘိကျေးဂုံလူတွေအများကြီးထွက်တော့သေးလားဂျပန်လှမ်းမိတယ်ပကံစိတ်တက်လာတယ်ကျွန်တော်တို့တေးလူအောင်ကြိုးစားပြီးကဘာအတိမပြုမခံဘူးဘာလို့ပြုမခံလဲဟုတ်တာပေါ့ကျွန်တော်ခဏပြုတ်ပြီးတဲ့ဟာရှိကျွန်တော်ဒါအခုတော့ဆရာဝန်ဖြစ်နေပါပြီသူမူလာတန်းတော့စာကြက်တော့ကျွန်တော်တို့အိမ်ကြောင်းနဲ့တော်တော်ကြက်ပေါ့သူကြက်တဏှာကြလို့လန့်သွားကျွန်တော်ဤဖခင်မှာဥပဖြစ်ပါလေဟာဒုက္ခပဲပေါ့ငါနာမည်လည်းဘာတလုံးအောင်ပါလာအဲ့ဒီစောစာကြောင်းကြီးပြန်ဖတ်ပါစနီသာဒေါသကြီးကျွန်တော်ဤဖခင်မှာဥ
ဥပဖြစ်ပါဟာပိုးတောင်ပြီးနေသေးတယ်သူလည်းပြန်မပြောရင်လည်းနောက်ကမိဖို့ကြောင့်နဲ့သွားသမင်းချင်နေတဲ့မိမလာသွားမိမတို့ရင်ဥပတို့ဘာလို့များအလဲလာဘူးလားကျန်ညာပါမတော်တဲ့ဒီလိုနာမည်မျိုးရှိပါဘူးလေမိမလည်းဝင်မခံအဲ့နဲ့အိမ်ရှိပြန်လာသားလေးရဲ့အဖေနာမည်ကဦးဝင်းနိုင်ကလောင်နာမည်အော်ပီကျဲအဲ့ဒါလေးဒါပြောင်းရေးပေးပါလားဘာအဖေကလည်းဘာသိလို့လဲကျွန်တော်တို့တန်းလုံးဥပကြီးပဲလေဟာဥပကြောင်ကြောင်တစ်ခုလိုပွေသွားတာပညာဆိုတာအမှန်အကောင်းအဆိုးအကြောင်းအကျိုးကိုယ်ပိုင်ဉာဏ်ဖြင့်သိမြင်ခြင်းခင်ဗျားတို့စင်ကာပူတွေသိအောင်ကိုယ်ပိုင်ဉာဏ်တဲ့မသိသေးတဲ့ကာလပတ်လုံး तू ကမရဘူးဗျကိုယ်ပိုင်ဉာဏ်စားတဲ့အောင်စားတိုင်းကျွန်တော်ဒီနေ့ဇင်ကာတွန်းလေးကျွန်တော်သိဝါဒနာပါတယ်အဲ့ထက်ကကျွန်တော်အဓိကတော့ကျွန်တော်အလုပ်ပြုတ်ပြီးပကြီးဆရာကွယ်လွန်သွားတဲ့နာမည်ကြီးပကြီးဆရာကြီးဆရာပုံသက်စီမှာခဏတွားပြတယ်ကျွန်တော်တော့တပည့်ခန္ဓာပါသူကတပည့်လို့မတတ်မှတ်ဘူးမိတ်ဆွေပဲကိုတိုးတော်ကြီးနဲ့ဆံမုံဆက်မှုတက္ကသိုလ်ကျောင်းသားပေါ်လာတယ်ကျွန်တော်ကကိုတော့ကိုင်းခဏသွားအရင်ဆွဲကိုတော့က तू ကတပည့်ခံကျင်တာ तू ကတပည့်အနေနဲ့မတတ်မှတ်ဘူးမိတ်ဆွေနေလည်းတတ်မှတ်တော့အဲ့မိတ်ဆွေလိုပဲကိုလိုင်းရင် तू ဆွဲတာမကြည့်အောင် तू စုပ်လန်ချပြီးလာလက်ဖိတ်တန်သွားကြအောင်ဆိုပြီးသွားကြဒါမဲ့ဇင်းပုံပြင်းနေအများကြီးသူစီကြကိုပိုင်ဉာဏ်ဖြင့်နားလည်ခြင်းပညာအောင်တည့်ရကြတော့အဲ့တောင်ကုန်းလေးမှာရှိတဲ့ဇင်ဖုံးကြီးစီကိုလူတယောက်ရောက်လာပြီးတော့တပည့်ပြီးတော့သင်ပေးပါပေါ့တရားပြသူအဲ့နဲ့သူ့တဲကြောင်ဖြစ်တယ်မော်လှမ်းကြည့်ခိုင်းအဲ့ကြည်စမ်းလည်းမင်းပါမြင်လဲတောတောင်ရေမီတဲ့တော်ပြောင်းတောတောင်ရေမီတဲ့ကကြည့်ပြီးတော့ဟုတ်တယ်လေတောရေတောင်ရေရမီရေလေအဲ့တော့တောတောင်ရေမီသွားပြန်သွားတနေ့ကြာမှပြန်လာနောက်တနေ့ကျတော့ဟိုကောင်လေးအပြတ်ကျိုးသားလာပြီးပြန်လာအပေါ်ရောက်ကဲဆောတော့ပြတင်းပေါက်ပဲကဲကြည်စမ်းနဲ့အဲ့ဒါဘာလို့လဲအဲ့ကြသူကပြန်ဖြေတယ်ပထဝီတေသောအာဘောဝါရောသွားပြန်အောင်ဟာဟောပထဝီတေသောအာဘောပညာလေးပြောလို့မရောက်ပြန်သွားနောက်တရက်နှစ်ပြန်ရောက်ရှာကြီးကျွန်တော်ထိုက်ရောက်အေးဟိုဆောလို့ကပြတင်းပေါက်ကြည့်လိုက်အောင်လေအဲ့ဒါဘာမြင်လဲတဲ့တောတောင်ရေမြေမင်းရသွားပြီပထမဆုံးတွေ့တဲ့တောတောင်ရေမြေကအတိညာမပါတော့တည်ခြင်းဒုတိယဟာစာရဲဟာတည်ခြင်းတတိယဟာယင်နဲ့တဲတဲ့ understanding အစနဲ့သွားတာပညာဆိုတာနော်ကိုယ်ပိုင်ဉာဏ်ဖြင့်သိမြင်ခြင်းအဲ့ဒါလေးနဲ့ကျွန်တော်သိပြီးတော့သဘောကျနောက်ကျွန်တော်တို့မြန်မာနိုင်ငံဘောလုံးကန်နဲ့ဘောလုံးကန်ကြလားခင်ဗျာမြန်မာကလေးတွေလည်းတနာပါခင်ဗျားတို့စင်ကာပူတို့မလေးရှားတို့ရောက်ဘောလုံးကြီးကကောင်းမြက်တွေလည်းကောင်းမြန်မာကလေးတွေမှာခြေမအကွဲခံပြီးကန်ရတာခြေမတွေကွဲတယ်ကောကတ်တယ်လာမောကန်ရတာပြီးမတော်ကားမှကွဲသွားရင်လည်းရောရသေးတယ်အဲ့လိုကလေးတွေကျွန်တော်မက်ဆီလောက်ဘလောက်တော်ရိုနယ်ဒိုလောက်ဘလောက်ပါရမီရှိဘယ်တော့မှဘောလုံးသမားကောင်းဖြစ်မှာမဟုတ်ဘာလို့ဘောလုံးကွင်းလည်းမရောက်ဘူးလို့ဘောလုံးကွင်းအစ်စ်သေးကိုမရောက်ဘူးကွင်း space environment ပလောကျွန်တော်မရောက်ဘူးပညာဆိုလဲကျွန်တော်တည်လူအောင်ကြိုးစားဘောလုံးဆိုလဲတော့ကျွန်တော်ရှုံးတာမှတိတ်မဟုတ်ပါဘူး9ခု3ရတော့ကျွန်တော်တို့ကျမ်းမာရေးပတ်စံလေးများရှိအော်ဘီဂျီအခုဟောပြောပွဲမှုလို့လာနိုင်တာကျမ်းမာရေးဆိုမလာနိုင်ဘူးတိန်ရာကနန်းထောင်ကနန်းမရှိပဲမလာနိုင်ခင်ဗျားတို့လိုလဲပါလေရှူရတာပါမသိပါဘူးအဲ့ဒါလည်းမရှိဘူးအဲ့တော့ကျွန်တော်တို့ကကျမ်းမာရေးဖြစ်ကျွန်တော်တည်ဖို့ပဲအဓိကပြောချင်တာမြန်မာပြည်မှာမွေးလိုက်တဲ့ကလေးနဲ့ရှင်မွေးလိုက်တဲ့ကလေးတကယ်တော့လူခွင့်ရချင်းလူချင်းအတူတူပဲမွေးလာတော့အတူတူပဲဝါဝါကေလေချစ်စရာလေး
မေနိုတမျိုးပဲဆိုရသူပိုတက်စီပဲမဆိုရသေးနော်အဲ့တော့6လထိကတော့ okay ဒါပေမဲ့ကျွန်တော်မြန်မာပြည်မှာမွေးလိုက်တာနဲ့အသက်50ပဲ50တန်းမြန်မာရဲ့တက်တန်း50ပဲစင်ကာပူကမွေးလိုက်တာနဲ့စင်ကာပူရန်ဖြစ်တာနဲ့အသက်80အလိုလိုနေဘာလို့သူတို့က30မြတ်တာတော့တခါတလေတချို့ကမေးဆရာကျွန်တော်မြန်မာပြည်မှာလေးတာခု90ရှိပြီတဲ့ဟုတ်တယ်လို့90ရှိရင်ဟိုမှာခမရအစား30မှာတယောက်တည်ပေးထားလို့ဟုတ်တယ်လေ average ရ50ဆိုရင်30မှာတည်တော့မယုံရင်ခမရတို့သွားပြီးရေဝေးတုတ်တာမှာတစ်လပဲထိုင်ပြီးဘယ်သူမှနာမည်လည်းမလို့နဲ့ကြာမအဲ့ဒါလည်းနောက်ပိုင်းထပ်ပြီးတော့ပူလင်းလို့ရင်ဟို statistic လို့ရင်ပိုကောင်းအောင်လို့ကြာမအသက်ဘလောက်တည်အသက်ဘလောက်အဲ့အသက်သွားကူနေတိုင်းကူခင်ဗျာတစ်လကြာရင်အစားကြည့်လိုက်50ပဲဘာလို့လဲကျွန်တော်တို့တေပန်းပွက်ဘာနဲ့တူလဲဆိုနောက်ဇင်ပုံမြင်လေးတစ်ခုပြောလို့နှစ်ပုံသုံးပုံပဲပြောမှာနောက်ဆုံးတစ်ပုံကနောက်ဆုံးကြမှာပြောမှာအခုဟာဗကြီးဆရာကြီးစီကိုအင်မတန်တော်တဲ့ဆိုင်းဘုတ်ကြီးဆရာကြီးစီကိုအင်မတန်ချမ်းသာတဲ့တထေးကြီးကလာပြီးတော့အပ်တယ်ဆရာကြီးတဲ့ကျွန်တော်အိမ်ရှိမှာနော်ဧကမ်းမှာအင်မတန်မင်္ဂလာရှိတဲ့ဒီလို slogan စီတာလေးလိုစာတန်းကြီးချိတ်ချင်လို့ဆိုင်းဘုတ်ကလေးအပ်ရစီဟုတ်ကဲ့တပတ်ကြာမယ်လာယူဟောတပတ်ကျော်တော့ဆိုင်းဘုတ်သိချရေးထားတယ်အဖေသေးမယ်တဲ့ပြီးတော့အောက်တကြောင်းသားသေးမယ်တဲ့အောက်ဆုံးကမြည်သေးမယ်ဟောဒေါသဖြစ်တော့ဗောလာပြီးမင်္ဂလာရှိတယ်စကားဧကမ်းမှာချိတ်ချင်တော့အဖေသေးမယ်သားသေးမယ်မြည်သေးမယ်ရေးပြီးတော့ဒေါသဖြစ်တာခင်ဗျားစဉ်းစားကြည့်ဦးအဖေသေးပြီးမှသားသေးတာအဖေမသေးခင်သားသေးရင်ခင်ဗျားဘယ်လောက်တော့ဆင်းရဲလိုက်လဲစိတ်အဲ့ဒီတခါအဖေနဲ့သားမသေးသေးမြည်ရင်သေးရောခင်ဗျားတို့နှစ်ယောက်လုံးဘယ်လောက်စိတ်ဆင်းရဲမလဲလောကမှာသူ့တက်တန်းပြည့်နေပြီးမှတည်ရတဲ့မင်္ဂလာတော့ရှိတာမရှိတော့ဘူးအခုကြည်ရမကောင်းကိုကြောက်တဲ့ငိုဖို့ပဲကောင်းသူကရည်စရာပြောခိုင်းနေတာကျွန်တော်လည်းမရည်ချင်းဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုကျွန်တော်တို့မြန်မာပြည်မှာခင်ဗျားတို့သိပါလေဖေးတည်တယ်ပြီးသားတည်တယ်ပြီးမြည်တည်တယ်ဆိုရင်မင်္ဂလာရှိတော့တက်တန်းပြည့်နေရခြင်းမှမရှိတော့လားကျွန်တော်တို့ကဆရာမစောစောကပြောလို့တစ်ပင်လေးဒီမှာစိုက်တာတရုတ်ပြည်နယ်စပ်သွားတစ်ပင်လေးထိုင်းနယ်စပ်သွားတစ်ပင်လေးကိုမြန်မာပြည်နောက်ကျောလေးလှည့်ကြည့်ကတုံးနေဘာမှမရှိဘူးကျွန်တော်တို့ကတစ်ပင်လေးပဲအပင်လိုက်ဝယ်တယ်အပင်လိုက်ဝယ်တယ်ခင်ဗျားတို့ဒီစင်ကာပူကတော့မြင်ဘူးနဲ့မြန်မာပြည်မှာဆိုရှင်းပြနေရတယ်ဘလူသေးတယ်အပင်လိုက်ဝယ်ဒါတော့ကျွန်တော်တို့စီကမညာမတာခောက်တာနော်မညာမတာခောက်တာခင်ဗျာမြေဆောင်ကိစ္စမှာဆိုလို့မညာမတာကိုတော်မညာမတာခင်ဗျာ9မိနစ်တစီလုံးနဲ့9နှစ်လောက်ခုတ်လိုက်တာလေ9မိနစ်တစီလုံး24 hour နော်လက်ကြီးဆိုကားကြီးစစ်ကားကြီးနေဟိုတက်ကားကြီးနေတာမဟုတ်ဘူးထားလိုက်တော့ဟိုအဲ့တရုတ်တက်ကလေးလေ1900လားကြာသွားတလားဝိုင်းအဲ့ဒီလောက်ဖြစ်တဲ့အဲ့ဒီကျွန်တော်တို့ဟိုဘက်မှာကျဲကောင်ဘက်မှာကျွန်တော်မေးရင်ရှားတယ်ကျွန်တော်ဘက်ကတော့ခုံနေရတယ်သူတို့ဘက်မှာအညွန့်လေးထွက်လာလို့အတုတ်ဖူးစားခြင်းလို့လက်ကျူနဲ့ထွက်လာမြင်ဖမ်းနေတယ်သူတို့ကြတော့အရွက်နူလေးတွေ့တော့အချွေမခံကျွန်တော်တို့စီကြတော့စော်ထည့်တာပဲဘာလို့လဲကျွန်တော်တို့ကပဇွန်ဆိုရင်ကျွန်တော်တို့ကကောင်းစားတယ်နိုင်ငံခြားအလားပို့ရတယ်ကျွန်တော်တို့ကသူများရဲ့ကျွန်တော်တို့ရဲ့အုံနောက်ကိုတကဘာလုံးကအတိမတ်မပြူကျွန်တော်တို့ကိုလုံးကြီးပဲကျွန်တော်တို့ရဲ့ရုပ်ကြီးပဲကျွန်တော်တို့ကိုလုံးပဲကျွန်တော်တို့တကားဖွင့်ပေးဖို့ဓာတ်လီကမောင်းဖို့တပြက်စီလဲဖို့ပကံဆေးဖို့ကျွန်တော်တို့ကအဲ့ဒီလိုဖြစ်လာကျွန်တော်တို့ကအဲ့တော့ကျွန်တော်တို့အခုကိုမြန်မာ passport လေး Where are you from မြန်မာလို့ပြောရမှာပြောလို့ကောင်းပါမလားပြောရင်တအားတင်သေးသွားမလားမြန်မာလို့ပြောရင်မျက်နှာလေးကိုငယ်လို့ကျွန်တော်တို့ဟာလူခွင့်ပြောနေတဲ့ကဘာကြီးပေါ်မှာ
ကျွန်တော်တို့ဟာလူရဲလို့အတိမတ်ပြောခံရသေးလားလူစင်ရောမိသေးလားမြန်မာဆိုတာလေလူစင်မမီတော့သူလို့ဖြစ်လာကျွန်တော်တို့လေလူစင်မမီတော့သူဖြစ်လာဘာကောင်းလဲဟောပြီးရတော့ဘာကောင်းလဲခွက်ကိုလည်းကြီးကြီးလေငါဘာကောင်းလဲဆိုဖင်စမ်းကြည့်အမီလည်းမပေါက်ခေါင်းမှလည်းဂျိုလည်းမပေါက်သေးဒါပေမဲ့ကျွန်တော်တို့တချို့စားတော့ဆန်ဒီမှာ no pet ဆိုပြီးတစိတ်ကတ်ထားလို့ဟာမျိုးဖြစ်ကျွန်တော်တို့ဟာတိရစ္ဆာန်ဒါတိရစ္ဆာန်ဆိုလည်းသူခန္ဓာကိုယ်ပဲအုံတော့ကိုယူတော့မှမဟုတ်တာဒါကြီးဒီနွားကြီးကွာတင်ချတော့ကောင်းလို့ဆိုပြီးမတတ်ပဲအသားမစားပဲမနေဘူးစော်တာပဲဘာလို့တင်ချမှမတွေ့တတ်တာအဲ့တော့ကျွန်တော်အဓိကကကျွန်တော်တို့ဟာနိုင်ငံစဉ်မမီတော့လူစဉ်မမီနိုင်ငံစဉ်မမီတော့မြန်မာဆိုတဲ့ identity ပါပြကျွန်တော်တို့မြန်မာ identity ကိုပြောမှရှက်တာမြန်မာပြည်မှာနေရမှရှက်အဲ့ဒါကျွန်တော် who am I အဲ့ဆိုရင်ငါတို့က who were we ငါတို့ကဘာဖြစ်ခဲ့တဲ့ကောင်းလေးလဲခင်ဗျားတို့စင်ကာပူကလီကွမ်ယူ1959 National Day မှာတို့မြန်မာပြည်ကိုနောက်10နှစ်ကြာမှီအောင်လုပ်မယ်လို့ပြောခဲ့ရတဲ့မြန်မာနိုင်ငံလေးကျွန်တော်တို့ဟာအဲ့ဒီတော့မှီအောင်လုပ်မယ်ဆိုတော့တာလို့ပေါ့တာပါလေတန်ရှင်းတဲ့မြို့တော့ကျွန်တော်တို့အကောင်းဆုံးရှာမပြောတဲ့ဟိုမြေအောက်အတက်ကျိုးတွေရန်ကုန်မှာအရင်တော့ရှိဘူးလေဂျေးစပွန်ကားတောင်ရဲလို့ရတယ်အောက်ကရေမြောင်းနေဟိုအရင်တော့ဟိုကားတောင်မောင်းလို့ရတယ်ပြောချစ်ကားဒီမောင်းလို့ရတယ်အဲ့တော့ကျွန်တော်တို့ကတမိုင်းရှိတယ်သူများနိုင်ငံကိုတော့မပြောတော့ကျွန်တော်တို့နိုင်ငံတမိုင်းအကြီးကျယ်ရှိကျွန်တော်တို့ဘာသာစကားရှိဘာသာစကားလူရယ်လို့ဖြစ်ချင်းမှာဘာသာစကားအရေးကြီးဆုံးပဲနော်ခင်ဗျခွေးချင်းကဘာသာစကားနဲ့တိတ်မတတ်ဘူးဟိုပေါ့သူကတချို့ဟွာပေါ့မြောက်ဒီမှာဆိုရင်စကားနှစ်ခွန်းလာတတ်တယ်တခွန်းကသူ့အတန်တခွန်းကကြားလာတယ်ကြားပေါ့အောက်ကတခွန်းကလင်းုံလာတယ်လင်းုံလည်းသူတို့ကြောက်အဲ့ဒီနှစ်ခွန်းပဲရှိတယ်အဲ့ဒီနှစ်ခွန်းတော့အဲ့ဒီလင်းုံလာတယ်လို့ပြောတဲ့အတန်ဆိုသူတို့တစ်ပင်တွေပါဘောအကုန်ဆင်းပြီးအောက်ကိုဝက်ပုံကြားလာတယ်ဆိုတဲ့ language ကိုသူတို့ကြားပြီဆိုရင်သူတို့အဲ့ဒီ language ရှင်အဲ့အိုးပဲအဲ့အိုးပဲသူကတစ်ပင်မတက်ပြီဘာလို့ဆိုသူအဲ့ဒီနှစ်ခုသူခွဲတည်တယ်အဲ့နှစ်ခုပဲကျန်တဲ့မရှိကျွန်တော်လူလားဟာအတင်းပြောလို့လက်သိကောင်း Facebook နဲ့ပို့ပြီးချောက်ဟာမင်းညာဆိုကောင်းတာပြီလား Academy စော့ထဲတာအဲ့တော့ကျွန်တော်တို့ကဘာသာရေးအင်မတန်ကြီးသောဘာသာရေးနောက်ဘာသာရေးတဲ့ပုံမြင်တော့ဆိုတော့ဘာသာစကားပါဘာသာစကားအဖြစ်မှာဘာသာစကားကိုကယ်ရီလုပ်တဲ့ဘာသာရေးကိုကယ်ရီလုပ်နိုင်တဲ့အတွေးဖော်တွေယူဆတယ်ကျွန်တော်တို့ဟာအရင်တစ်ချိန်လုံးကကိုရီးယားနဲ့လည်းရှင်ရဲတယ်ဘောလုံးမယ်ဆိုပါတော့ထားပါတော့ပညာရေးလည်းရှင်ကျမ်းမာရေးလည်းရှင်ကျွန်တော်တို့ဟာဘောလုံးအရှိတော်အချာမှာကျွန်တော်အကုန်နိုင်ဘူးတယ်ပြောတော့နိုင်နေတယ်လို့ပြောဒါပေမဲ့နိုင်ဘူးတဲ့ဆိုရင်စကလုံးကတတ်လုံးတကောင်မနိုင်ဘူးဆိုတာနဲ့မတူတတ်လုံးမနိုင်ဘူးတဲ့လူကအစွမ်းစားကိုမရှိတာနိုင်ဘူးတဲ့ဆိုတော့အစွမ်းစားရှိတယ်သူအခုရှုံးနေရဖြစ်မယ်နိုင်ဘူးတဲ့ဆိုတဲ့ဒီကောင်သူ့ထက်တာတော့အရေးချင်းရှိခဲ့တယ်ဆိုတော့ပြနိုင်ဘူးတဲ့ဆိုတာနိုင်တော့ structure ရှိခဲ့တယ်မိန်းကလေးတယောက်အစင်မပြေလို့အစာရေးစားဟိုပေါ့အစင်မပြေဘူးမိဘတော်ရှင်ရလို့ပိန်ညောင်းနေအယိုးစစ်ကြည့်နေအစာဝိုင်းတော့လုံကြီးပေါက်လာဖြစ်မယ်ဟာဘာလို့လဲသူ့အယိုးစစ်တွေတီးထားတယ်လေငကိုတွေကအကုန်လုံးကြက်ပြီးဒီလိုဖြစ်နေရင်တော့ဘယ်ရမလဲ तू ကပိန်နေတာဟိုအားမရှိတော့လို့လားခါလေးနဲ့ခွင်နေကုန်းနေသူ့မှာအင်မတန်အချိုးစစ်ကျွန်တော်တို့နိုင်ငံမှာအဲ့အမျိုးရှိတယ်ဗျပညာကိစ္စရော physical ကျွန်တော်အထူးသဖြင့်ဉာဏ်ရေးပေါ့အဲ့တော့ကျွန်တော်ဘာကြောင့်ဒီလိုဖြစ်သွားလဲ why ကျွန်တော်တို့ဟာနှစ်ပေါင်း60စနစ်ကြီးပြက်သွားဆိုကျွန်တော်ဘယ်သူမှအပြစ်ပြောချင်လို့ပြောမဟုတ်ဘူးပြက်ကိုသွားသူတို့ကတမင်ဖြက်အထူးသဖြင့်တော့ခင်ဗျားတို့လိုအဲ့ဒီစက်မှုတက္ကသိုလ်တို့ဘာလို့ပြောတဲ့သဘုံတွေပေါ့ဗျာအပုံတွေကိုအရင်ဆုံးဖြက်တာနော်
သူတို့ကဘာလို့ဆိုအဲ့ဒီပညာတက်ရင်သူတို့ပုံကံမယ်ဆိုတဲ့အတွေးကိုသူတို့ဝင်လာမှားတာပဲမှန်တော့ကိုကကိုဒီကောင်ဒီကြောင့်ငါတောင်သွားမြောက်သွားလို့ခြေတော့ဖြတ်တယ်လို့ဖြစ်တာပဲတကယ်တော့ဖြတ်လိုက်တာဗျာဖြတ်စီးလိုက်တာအကုန်စက်မှုတက္ကသိုလ်တစ်ခုတည်းရှိရတယ်အကုန်ခွဲလိုက်တာအခွဲတွေလွန်သွားတော့မှတ်မိသည်မိနစ်က2018ထဲစက်မှုတက္ကသိုလ်ကအဲ့ဒီမန္တလေးကလှမ်းဖိတ်တော့ဟုတ်ပြီလာခဲ့မှာသွားဟောနောက်တလားတော့မပြေသေးဘူးတခါမန္တလေးကတခါထိုက်ဘယ်ရတော့ဆိုစက်မှုတက္ကသိုလ်ငါရှင်လာရပဲဟောပြီလေဆိုမဟုတ်ဘူးဆရာအရင်ကဟောတဲ့ဟာရန်ကင်းတောင်ကြီးရတယ်အခုကမန္တလေးတောင်ကြီးရတယ်အဲ့ဒါအခုထိကျွန်တော်နာမည်မသိသေးဘူးဒါပေမဲ့နာမည်ကကြဘယ်လိုခေါ်တော့တစ်ခုကကြတော့မန္တလေးစက်မှုတက္ကသိုလ်တဲ့နောက်တစ်ခုကကြစက်မှုတက္ကသိုလ်မန္တလေးတကယ်အာမလေးခွဲတာတွေလွန်သွားတာလေအဲ့တော့ကျွန်တော်တို့ကအခုကြတော့အဲ့ဒီပညာတွေပြည့်စည်သွားတော့ကျွန်တော်တို့ကဖရဲသီးမဆိုင်နိုင်ဖရဲသီးကကျွန်တော်တို့အရင်ဖရဲသီးကလွန်ခဲ့တဲ့10နှစ်လောက်ကတရုတ်ပြည်ကကျွန်တော်တို့စီကဖရဲဝယ်သူတို့စီမှာဖရဲသီးမဆိုင်လို့မရဘူးမူဆယ်ဘက်နောက်ပိုင်းကျတော့ကျွန်တော်တို့စီကမျိုးယူသူတို့စီကနေတခါ modify ပြန်လုပ်သူတို့ဟာအခုကြတော့ကျွန်တော်တို့ထက်ပိုကောင်းတဲ့ဖရဲသီးတွေတို့စီမှာသူတို့မြေပေါ်မှာဆိုင်လို့ရသွားပြီဘာလို့အစားသူတို့စီမှာဆိုင်လို့မရအောင်အဲ့ဒီဆိုင်လို့ရတော့အရှံပဲဆိုင်ရတော့ကျွန်တော်တို့မြန်မာပြည်ကဖရဲသီးကသူတို့တော့မကောင်းတော့သူတို့ကပူပညာသားဟောစားတော့သူတို့ကဘာလုပ်လဲသူတို့မဝင်ရင်ကျွန်တော်တို့ကဟိုရောက်ခမအဲ့ဒီမူဆယ်ရောက်ခမဖရဲသီးငုတ်တုံမိတာခင်ဗျဖရဲသီးကအဲ့ကားစီးလုံးရေခဲတဲ့ထဲထားလို့ပါမရအဲ့တော့အကုန်ဟွာတွေကိုအဲ့ကြောက်ကဝိုင်းတွေလှန်ချလိုက်တာပဲကောင်းတနာကိုတိတ်ကောင်းတာကျွန်တော်တို့ဘာလို့လဲကျွန်တော်တို့ရေခွက်နဲ့ပတ်သက်နီးပညာမသိသူတို့ကအင်မတန်နှစ်ကူးတွေပါရှိသူတို့ဝယ်ခြင်းခါမှဝင်ပြီဗျာမဝယ်ခြင်းတိုက်တဲ့စိမ်းနဲ့ဘာလို့ဆို तू ကမငတ်ဘူးလေသူစီမှာရှိနေပြီလေ तू ကကျွန်တော်တို့ထက်တောင်ပိုများတယ်ဒါပေမဲ့သူတို့စားသုံးခုပမာဏတိတ်များလို့လဲကျွန်တော်အခုဝယ်သေးတာကျွန်တော်တို့ပဲတွေဆိုရင်လည်းနေတွေသွားခါတလေဈေးနှုန်းကအရင်စိုက်တွန်းကဈေးနှုန်းနဲ့အခုထွက်တဲ့အချိန်မှရှိဈေးနှုန်းကသူတို့ကစီးပွားရေးကိုပြောင်းလှုပ်ထက်လိုက်ပြီကျွန်တော်တို့ထိုင်းလိုဈေးကွက်ကို fix လုပ်မထားနိုင်ဘူးအစိုးရစနစ်ကိုလုံးမထားနိုင်တော့ပဲကိုအဲ့နှုတ်တဲ့ချိန်တန်းမနှုတ်ဖဲထားရတယ်ဘာလို့ဆိုနှုတ်ပြီးရောင်းရင်ရှုံးမှာနှုတ်လိုက်လို့ရှိရင်နှုတ်ခါပါထရှုံးမယ်မနှုတ်ဖဲဒီတိုင်းထားလိုက်တဲ့ပေတွေအများကြီးပဲဘာလို့လဲကျွန်တော်နီးပညာအတတ်ပညာနိုးဟောင်းမသိဘူးကျွန်တော်တော်ကိုကြံခဲ့ကျွန်တော်ရဲ့စိုက်ပျိုးရေးမှာဆိုစပြီးတော့ဟွာလုပ်တယ်စပြီးမြေဩဇာထည့်ရတယ်ဟောနည်းနည်းလေးပေါက်လာရင်ပေါင်းသက်စီထည့်ရတယ်ဟောနည်းနည်းလေးအသီးထွက်လာရင်အသီးထွက်စီလုပ်ရတယ်အဲ့အသီးလေးထွက်လာလို့အသီးပိုထွက်တဲ့စီအပန်းပွင့်တဲ့စီထည့်ရတယ်အဲ့စီတွေကတော့ဘာအတိုင်းစားရှိမှမသိဘူးကျွန်တော်တို့ဟိုကနေပြီးတော့အဲ့ဒီဟိုတင်သာဝင်းကျော်လက်ဒါကောင်းနေဆိုသူလည်းအကုန်ကောင်းရတာပဲတောသူတောင်သားလေးဟိုဘက်ကအဲ့ဒီစိုက်ပျိုးရေးဘွဲရပြီးလူတွေကလည်းစိုက်ပျိုးရေးတုတေသနာတွေမလုံးနိုင်ဘူးအဲ့ဆေးကုံတွေမှာဝန်ထမ်းလုပ်ရတယ်မင်းဒီလာတော့350မင်းတာခဲ့ဟာ350ပြီးအောင်ရှာကြီးဒီထဲကတော့ဒီတမျိုးနှစ်အိတ်ထဲမှာနှစ်အိတ်ဝယ်မှသူ350ပြီးပါလေစောတာပဲအဲ့ဒီပိုးသက်စေးပေါင်းသက်စေးဘလောက်တောင်သုံးလဲဆိုပြီးဆေးဖြန်းတဲ့ချိန်ပါလေဘလောက်မှွန်လဲဆိုဒီနိုင်ခွက်လောက်ဖြန်းရင်လေအဖြန်းလိုက်တော့မျက်ရည်တွေတောက်ကြတယ်မှွန်ချောင်းတွေဆိုးတယ်အဲ့လိုထိပြင်းနေစီတို့လေဘလောက်ဆေးဖြန်းလဲမေးဘူးတယ်ရှာကြီးတဲ့ကိုယ့်ဘာသာကိုမစားရလောက်အောင်ဖြန်းပါတယ်ခင်ဗျာတကယ်ဟာဘာကြီးမှာအသီးနှံများသားပါသူသိဖို့လားပြင်ပြီတော့နော်အဲ့တော့မဲ့ဈေးကွက်ထဲသွားတဲ့အခါမှာမမဲ့တယ်စီမဲ့ရင်အသေးမခံဟာဈေးကွက်ထဲရောက်ပြီးခဲအလုံးလေးကြီးလှလိုက်တာအဲ့တော့အဲ့ကြိုင်လေလေးစိမ့်သိမ်းစုံမွယ်ဘူးအဲ့ရမဲ့ဈေးတဲ့အကုန်ဆေးပေါင်းစုံတော့ကျွန်တော်တို့ကလေလူတာဆက်ဆေးကိုရတဲ့မှာရှိဆက်ဆေးမတုံးကြနဲ့ကျွန်တော်တို့စားတဲ့အသီးနှံတွေအကုန်လုံးကဆက်ဆေးတဲ့ပူပြင်းတော့ဆေးပေါင်းစုံတုံးထား
ဘဲကိုကျွန်တော်တို့အဲ့ဒါဘာဖြစ်လို့လဲကျွန်တော်တို့ပညာနေလို့စောစောပြောလို့ပဲပြုသမျှခံမယ်နော်အဲ့တော့ရနံထွက်တဲ့နေရာသွားရနံမော်မင်းဘူးပဲလို့ကျွန်တော်တို့ဟာလေဒီအောက်မှာခင်ဗျားတို့ geology engineer ပဲဗျာဒီအင်္ဂလိပ်ကကျွန်တော်စီမအုပ်ချုပ်ခင်နဲ့ဘယ်နေရာမှာရနံရှိတယ်ဘယ်နေရာမှာကြောက်စိမ့်ရှိတယ်ဘယ်နေရာမှာတစ်တော်ရှိတယ်အဲ့တစ်တော်ထဲမှာကျွန်းကဘလောက်ပြင်းကုန်းကဘလောက်ယမနီကဘလောက်အဲ့ဒါကိုဧကဘလောက်ရှိတယ်လုံးပတ်ဘလောက်ရှိတယ်ရနံဆိုလဲဘလောက်နေရာဘလောက်ကုဝတ်ပြီဘလောက်ရှိတယ်လေအကုန်သိပြီးသားလေကျွန်တော်တို့အခုရနံမော်ဒီကျွန်တော်လုံးနေမသိဘူးဘာဖြစ်လဲဟိုဘက်အရာထွက်တယ်ကျွန်တော်လက်လိုက်တူတာပေါ့လေပြီးရောအဲ့ဒီအောက်မှာဘလောက်ရှိမှမသိဘူးဘလောက်ရှိလို့ဘယ်နဲ့လို့တွေ့တဲ့နေရာနဲ့ပဲမမဒါသိပ္ပံပညာရေးလေအင်ဂျင်နီယာပညာရေးသိဘူးဟာအဲ့လေအော်ဘီဂျက်တငယ်ချင်းမိမနကရောင်းဆွဲဆိုဟာကျုပ်တို့အဲ့ဒီဟွာဘက်တဲ့နပခုတ်ကူအဲ့ဒီမန်းဟွာဘက်နေရောမြိုင်ဘက်ရနာလေးထွက်လို့လေချောကျွန်တော်တငယ်မကြီးကြာသွားပြီးတော့အဲ့300လောက်ဆိုရင်တချင်းရတယ်ချောထွက်တယ်ရနာနို့ဒီဘူးတစ်ခွက်ပဲ300ပလုံသွားတော့လေအဲ့ဒီလိုပလုံတဲ့လူတွေအများကြီးမှာအဲ့ပလုံတော့ကျွန်တော်တို့ကအဲ့ကုံသွားတဲ့ပတ်စံအဲ့ဒီပကြီးစရာတယောက်တည်းပတ်စံမဟုတ်ဘူးအဲ့ဒီလိုလူမျိုးအများကြီးဘာလို့လဲဆိုတော့အောက်မှာဘလောက်ပမာဏနဲ့ဘလောက်ရှိလဲမတိဘဲနဲ့ပညာမရှိဘဲနဲ့ကြောပဲပြီးပြီးတော့နတ်မကြိုက်ဘူးထင်တယ်ဆိုပြီးဖြစ်တာမျိုးနဲ့ကျွန်တော်သွားနေရတယ်နော်အဲ့လိုကုံသွားတဲ့ပတ်စံဒီတိုင်းပြည်ရဲ့ပတ်စံတွေပဲအဲ့လိုရွှေတူးတာကြောက်စိမ့်တူးတာအကုန်ကျွန်တော်အလဟတ်တဖြစ်သွားလို့လောက်အားများဖယားတက်သွားရင်ဖယားတို့အဲ့ဒီပန်းနေဇီးတုတ်တွေအညာဆိုထညက်တွေရောင်းတယ်အများကြီးပဲအယောက်20လောက်ရှိတယ်အဲ့ဒီအယောက်20ရဲ့အဲ့ဒီဟာကိုကြည့်လိုက်တော့သူတို့ပမာဏရောင်းရတဲ့ပမာဏဒီသူတို့တစ်ဆိုင်စီပဲဖွင့်လာမှာကျန်တဲ့19ရောက်ရဲ့လောက်အားတွေကအဲ့ဒီမှာအလဟတ်တပြုံးတည်နေတာအဲ့ဒါတွေကတိုင်းပြည်တည်ဆောက်ရမှာတိုင်းပြည်လေးတည်ဆောက်ကြရမရှိတော့သူများစီပဲသွားလို့ရကျွန်တော်တို့အဲ့လိုဖြစ်အဲ့ဒါလည်းပညာပဲအဲ့တော့ကျွန်တော်ဘာမှမရှိဘူးရွှေတူးတဲ့နေရာဟိုလုံခဲ့တဲ့2လရောက်ဟုံးမလင်းပဲရွှေဘလောက်ထက်လဲ10ဘိတ်တော့ဟာမိုက်တယ်ကွာလို့ပြောင်းသားမောင်လိုက်ကြည့်ရတာပေါ့ဆောကောင်းတာတိလားဟိုကြီးပက်ခိုးကြီးလေအကြီးတွေတော့အဲ့ကောင်ရဟိုရွှေရှိတဲ့ရွှေပါတဲ့ကပယံကြီးကိုဖြိုးချတာဘိန်းလုံးကကျွန်တော်အရင်2ဆလောက်ရှိတယ်အဲ့ဒီမှာဖြိုးလဲချဖြိုးချပြီလို့အဲ့ဖြိုးတဲ့ဟာမှာအောက်ကပတ်မနဲ့ဆောက်အဲ့ဒီပတ်မလေအကောင်သားကြီးကျွန်တော်တို့ဖွက်ချက်မဟုတ်တော်တော်ကောင်းတယ်ဗျအကြီးပဲအဲ့ဒီကောင်တွေကလေမောင်းတဲ့ဒီဇယ်စီကလေကျွန်တော်တို့ဒီဘက်ပြည်တွင်းကဒီဇယ်လောင်းအဲ့ဒီဟောမှာဟုံးနဲ့မတွေ့တဲ့ဒီဇယ်စီကလေအဖြူနဲ့အမဲတဲ့စိတ်တွေပြပအကြီးတွေအဲ့ဒီကိုတော်မှာအဲ့ဒီစက်က DC ပဲထဲလို့ရတယ်စီဟွာလေပြပ900လောက်ရှိမယ်အဲ့ဒီဟိုရွက်ဖြင်တဲ့ကြီးနဲ့ထည့်တော့မိုက်တယ်အားလည်းနိုင်ငံများဝယ်ရဘက်ခိုးကလည်းနိုင်ငံများယေရှုတကြည်လည်းနိုင်ငံများပြီးတော့လောက်ရှိပိုက်တယ်လေအဲ့ဒီဆိုတော့ဖြုံဖြော်ထားတဲ့ပိုက်ကြီးကလည်းတော်တော်ကောင်းတယ်ဗျာတော်တော်ကိုကောင်းတာအဲ့ဒီကလည်းနိုင်ငံများနောက်ပြီးအဲ့တော့မှမျောရှင်ဆိုတဲ့စကားပေါ်မှုတ်တင်တာစကားလည်းစတိစကားဗျာကောင်းရတာနိုင်ငံများပဲအောက်မှာနောက်ဆုံးအဲ့ဒီရွှေပါတဲ့အဖက်ကလေးတို့လေလှုပ်ဖို့ရှေ့ယူဖို့ဒီလိုကော်စောလို့ဟာလေးအစိမ်းလေးအဲ့လိုရှေ့လေး10ပေလောက်ခင်းတာလေအဲ့မှာရွှေပါတဲ့ဖက်ကလေးတွေကတ်သွားအဲ့ဒါလည်းနိုင်ငံများအဲ့ဒီရွှေလုပ်ငန်းခွင်ကြီးကိုကြည့်လိုက်တော့လေကျွန်တော်တို့မြန်မာပြည်ဆိုလို့အဲ့ဒီမျောစင်မှာဘေးကတ်ရိုက်ထားတဲ့ပြင်နှချောင်းမတွေ့10ဘိတ်တာမှာ9ဘိတ်တာဘိုးလောက်ကအဲ့ဒီစဖို့ဖြစ်တယ်ကျွန်တော်တို့ကအဲ့ဒီကြံတဲ့တပိတ်တာဘိုးမှာကျွန်တော်ဒီလူပေါင်းများစွာရဲ့လောက်အားတွေကိုလာပေါင်းများစွာကိုပြန်စားလိုက်တော့ထမင်းစားဖို့ပဲကျွန်တော်တို့ဟာဤပညာကောင်းကောင်းမတတ်တဲ့ကျွန်တော်တို့ကကိုယ့်အသားကိုမြန်မာပြကိုယ့်အသားကိုတော့လှိမစားဘူးဟုတ်တယ်လှိရောင်းတယ်လှိရောင်းပြီးမှစံတပီးနဲ့လဲစားတယ်အခုကျွန်တော်တို့တင်ရစာတတ်ရောင်းစားနေကိုယ့်ရဲ့အသွေးသားကိုလှိရောင်ပြီးထုတ်ရောင်ပြီးတော့မှကျွန်တော်ဆံဝယ်စားတဲ့အဖြစ်ဆံတော်ဆံပြုတ်ဆင်လောက်ပါရနှမျိုးဆရာကြီးဗျာထားလိုက်တော့ကြာဟိုငိုပြီးပြန်ကုန်ကြမှာဆိုကျွန်တော်တို့က
ဆေးပေါင်းစုံနဲ့စောစောပြီးတူတယ်နံပါတ်1မိစီကျွန်တော်မိအဲ့ဒါကျွန်တော်ဟိုးတော့ကတ်တွန်းရေးဘူးလေကြာပါပြီနှစ်30လောက်ရှိလူတယောက်ဟာနောက်ကတထေးရဲ့တစ်တာကြီးထမ်းလာတာတထေးကတော့ဘာမှမဒီလိုပဲနောက်ကလေးလက်နောက်ပြန်ရကောထမ်းလာတော့လေးလိုက်တာအော်လေးလိုက်တာအော်တော့ तू ကဘာလုပ်လဲဆိုတော့ဟိုတထေးကဘေးကကြောက်တုံးတုံးယူပြီးထပ်ပြီးတော့အဲ့တစ်တာဝတ်တင်လိုက်တယ်ဟိုကောင်ခါကိုကနေပူကုန်းသွားအမလေးလိုက်တာထပ်အော်တော်လေးကြာမှဟိုလူကသောတော့အပေါ်ကြောက်တုံးနဲ့တွန်းပြီးပုံစုပြစ်ချလိုက်တယ်သောတော့တစ်တိုင်တော့ကြံလေးရပေါ့အဲ့ကြမှာအကောင်ပေါ့သွားပြီသောတော့တစ်တိုင်ရဲ့တစ်တိုင်ပဲလေကျွန်တော်တို့အဲ့လိုမိအောင်လုပ်လိုက်တဲ့ဟာတွေလေလောကမှာအများကြီးထုံသေးတယ်လေကျွန်တော်ထုံကုန်ရပြီဘေးရင်ဆရာနဲ့တွေ့တယ်လို့ပေါ့ဆရာကြီးလို့ကျွန်တော်ဗျာလို့အခုအသက်50ပြည့်တော့မယ်လို့ကျွန်တော်စိတ်မချမ်းသာဘူးဗျာသူကဘေးရင်ဆရာပြန်ပြောဟဲမကြခင်50ကျော်ရင်စိတ်ချမ်းသာစိတ်မချမ်းသာကြတယ်မရှိတော့ဘူးတဲ့စိတ်မချမ်းသာမလားဖြစ်တော့ဘူးတဲ့ဟာကြိုက်တော့ကံကောင်းပြီပေါ့လို့ဟုတ်ဘူးတဲ့အကျင့်ရသွားလို့စိတ်ဆင်းရဲတာကိုကျွန်တော်တို့အကျင့်ရနေပြီအဲ့တော့အကျင့်ရသွားလို့50ကျော်ရင်ကျွန်တော်တို့ကဟိုဖြစ်သွားတယ်နောက်တစ်ခုကကျွန်တော်တို့ကစောစောကမိစီပြီးခါတယ်နောက်တစ်ခုကစောစောဆရာမပြောဂျင်းထဲစီထိုးခါလားစီထိုးခါတယ်ဆိုပါတော့ဗျာကျွန်တော်တို့ဆိုပါတော့ OBJ ဆိုရဲဟိုကလေးတော့အဖေကြီးကောင်းပြူကြီးဦးကြီးဦးမကြီးကအိမ်ဘေးကကလေးမလေးလုံးကြီးပေါက်လာလေးကိုနဲ့တော့အမျိုးမတော်ဘူးအလကားဝါခြင်းနေတယ်သွားရရားလို့အဲ့ဒီဝါခြင်းတော့ OBJ ဆိုတဲ့ကောင်ကဘာလုပ်လဲအဲ့ဒီအဖေနဲ့အမေရန်တိုက်ပြန်ဟေးနင်းယောက်ျားဟုတ်တောက်လိုက်တာလဲမှွန်လို့အဲ့ဒီထန်းတော့ကောင်မလေးနဲ့လဲဘာလုပ်လို့တောက်ကောင်ဘာဖြစ်ညာပြန်ယောက်ျားနဲ့လည်းမင်းဟာတော့ကွာချဲထိုးလိုက်တယ်လွန်တော့အဲ့ချဲတိုင်နဲ့များရတော့မလားမသိဘူးဟာဟောချောတမျိုးပြင်းတမျိုးတွေးထိုးတာထိုးတော့လင်မယားနှစ်ယောက်ကရန်ဖြစ်လိုက်ချောလိုက်တော့ကလေးမကြောင်းကောင်းကောင်းသမီးလေးမကြောင်းလဲကောင်းကောင်းမနေရသူကရန်ဖြစ်လိုက်ဆော်လိုက်တခါတလေရွာထိပ်ကကိုမင်းအောင်သွားငိုးနေမဲ OBJ ကြီးကကနာတတ်တယ်သမီးရဲ့ဘာမှမပူနဲ့ဥရှိတယ်အဲ့ဒီလိုရန်နေဖြစ်ပြီးကလေးမပျက်စီးသွားရင်ပထမဆုံးစားမဲ့ကောင် OBJ ပဲပေါ့လေအချောင်ရအောင်ကျွန်တော်တို့အဲ့ဒီလိုလုံးကြီးပေါက်လာတင်ရဇာတလုံးကြီးပေါက်လာရေနဲ့စိတ်ကဘာမှအကောင်းဆုံးရေအနဲ့ဆုံးရေနဲ့စိတ်ကအကောင်းဆုံးပြူပါလုံးအမတအကောင်းဆုံးကုန်းတွင်းထွက်ပေါက်ရနံပိုက်လိုက်ဘာပြူပါစီးပွားရေးပြူပါစီးရေးပြူပါတအားကောင်းတဲ့ဟာလုံးကြီးပေါက်လာတယ်အများကြီးအဲ့ဒါကြီးကိုလိုချင်တဲ့ဖက်ဆုံးကဘာသာရေးခလုတ်လေးနှိပ်ပြီးခါတိုးလိုက်ဟိုလူမျိုးရေးခလုတ်လေးခါတိုးလိုက်ကျွန်တော်တို့ကအဲ့ဒါကိုဘာသာရေးထင်နေအဲ့ဒါကိုလူမျိုးရေးထင်နေတယ်ကျွန်တော်ကလေခလုတ်ကလေးနှိပ်လို့တော့လေချက်ချင်းကိုရားတဲ့အောင်နေပဲမမလေးလေးတအားကိုလွယ်တယ်အမတန်လုတ်ပြီးဖို့တိတ်လွယ်တာပဲအဲ့တော့ကျွန်တော်တို့ကခလုတ်လေးနှိပ်လိုက်ချက်ချင်းပဲဖြစ်တာပဲချင်းအဲ့လိုဖြစ်လိုက်တော့အဲ့လိုဂျင်းထဲတဲ့ခါမှလေးကျွန်တော်တို့ကလွယ်တယ်တွေးဆူလေတယ်မြန်မာတွေးပူခဲ့တယ်တွေးပူတာနောက်ကျတယ်တွေးဆူတာတိတ်မြန်တယ်တွေးပူတာနောက်ကျတော့ဘောလုံးပွဲကြည့်ပါဗျာမြန်မာအသိမြန်ကန်လို့ကတော့ချက်ချင်းပထမ15မိနစ်ကတော့ဒါလိုရသေးတယ်မျက်ကြီးပို့ရသေးတယ်မြန်မာပြည်မှာလာကန်တော့ဟောလေးနိုင်ငံဖိတ်ခေါ်ပြန်မယ်ကန်လိုက်တာပထမနှစ်ပွဲမှာတပွဲနိုင်တပွဲတည်တတရအင်ဒိုနီးရှားနဲ့ကြတည်ကြရင်ကိုဘလူပွဲတဲ့ဟုတ်တာပေါ့လေးနိုင်ငံပဲကန်တော့ဟုတ်လားအဲ့ဒီမှာပထမ15မိနစ်မှာဗျာဟုတ်ဘက်က3ခုရှူတော့ဟာအဲ့ချက်မလေးအဲ့ကြမြန်မာလေးတွေးဆူပြီမရတော့ဘူးအော်သူ့မလားခွန်းလုံးလေးရဲတော့ပဲဗျာသိလားလုံးဝရဲတော့ပဲဘောလုံးတော့ဖားတယ်လေအနီရောင်ကျွန်တော်တို့ပွဲကြီးပေးတတ်တယ်အနီရောင်ထားလိုက်တော့အဲ့လောက်နေဘောလုံးနဲ့နှစ်ဖူးစီးနဲ့ဘာဆိုင်မှလည်းမသိဘူးနှစ်ဖူးစီးတယ်လေအနီရောင်ပါမှလည်းအနီရောင်ဟောပြီးတော့လေအော်လာလေ
မြန်မာဆိုလေအဲ့ဒီအတန်လှိုင်းလေခံဘောလုံးကတော့ဟောအဲ့လောင်ကြီးကပတ်တော့မိုက်တယ်ဒီတော့ဟောချက်သိန်းကုန်ထားသေးလားချူးတောင်ပေါက်ချင်တယ်ဟုတ်အဲ့ပြီးတော့လေတို့မြေမှာဒါမျိုးမခံဘူးကွာဟုတ်တယ်လေသုံးဖို့ရှူတာပဲအဲ့ဒီချိန်မှာလေပြန်ပြီးတော့အင်ဒိုနီးရှားကိုယ်ကိုပြန်ရှူထည့်တာရေတံဘူးကဘူးတရားခဏက85ရာကွန်ဒရီတို့က15တို့ဘောလုံးတော့တစ်လုံးမှမပါအဲ့ဆိုအနိုင်ပေးမယ်ထင်လားကျွန်တော်တို့ကိုအဲ့လိုတွေးဆူအောင်ခလုတ်တွေနှိပ်တွေးဆူပြန်တုံ့ပြန်တဲ့အခါကျတော့ပညာနဲ့မတုံ့ပြန်နိုင်ဘူးကျွန်တော်တို့ကွန်ဒရီတို့ဖက်နှက်တူနဲ့ပဲပြစ်တယ်ကျွန်တော်တို့အဲ့လိုဆိုရင်ကျွန်တော်တို့ကဘာပေါ်မှာမျက်နှာပြတ်တော့မှာပေါ့အဲ့ဒါလည်းပညာပဲအဲ့တော့ကျွန်တော်တို့ဟာနိုင်ရင်ကြတယ်ခင်ဗျားတို့စင်ကာပူမှာလာကန်ခင်ဗျားတို့မြန်မာအသင်းမှာပါပဲနဲ့တခြားနိုင်ငံမှာ4 5 6နိုင်ငံဘယ်ဘောလုံးပဲဆိုကြည့်လိုက်ပြဒီတာမန်ပွဲလေးဆိုပွဲကြည့်တဲ့တယောက်မှမရှိဘူးတယောက်မှကိုမရှိဘောကောင်းနဲ့ဒိုင်လူကြီးပဲရှိတယ်ဒီပြထားပဲရှိဟာကျွန်တော်တို့မြန်မာများလေဘလောက်ပွဲသေးသေးမြန်မာပိုင်လေဘလောက်ရှုံးခဲ့ခွန်းလွတ်တယ်ကောင်းလိုက်တာပြီးတော့လေဟိုတနေ့ကလေအမျိုးသမီးဒါကျွန်တော်ဘောလုံးဥပမာပြရနော်အစရအင်ဂျင်နယ်ပညာကတ်တွန်းပညာအကုန်လုံးကဘောလုံးလိုပဲဘောလုံးကကျတော့တိုင်းတဲ့ unit 6ပါလို့မြင်တာလို့ပြောတာအရာတူတူပဲစာပေပြောပါအကုန်ကျွန်တော်တို့အခုမနေ့ကအကယ်ဒမီဘွယ်ရောအတူတူပဲနော်ဝင်တဲ့ကိုယ်တွေမဝင်မှုတော့တိုင်တူကြီးညစ်တယ်တော့အဲ့ဒါမျိုးတော့အတူတူပဲအဲ့တော့ဘာလုပ်လဲဆိုတော့အဲ့ဒီမှာ तू ကငါပြောရင်းနဲ့ပဲရောက်ပါမှာမေးတယ်ထားလို့ပြကြော်လိုက်ပါးတယ်တော့ကြသတိရပြောပါဘုံတော့မကောင်းတော့ကျွန်တော်တို့အဲ့ဒီလိုအတိတရားကျွန်တော်တို့မရှိဘူးအော်အဲ့ဒီမှာသတိရပြီချက်ချင်းသတိရတရုတ်နဲ့ကန်လိုက်တော့ကျွန်တော်မြန်မာပြည်တော်အားပေးပါတယ်မန္တလေးမှာခြေစစ်ပွဲ16နှစ်အောက်ရှုံးသွားတယ်6-3ရဒါပေမဲ့ရှုံးတဲ့နေနောင်းနေပါကြေးမို့တင်လာဖတ်လိုက်တော့သဘောကျတယ်လားနေပြဆရာတို့ကနောက်နှစ်ပွဲကြံတည်တယ်ယခုရှုံးတော့သင်္ကန်းစာယူ၍နောက်နှစ်ပွဲကိုနိုင်အောင်ကံပြီးတယ်ဟာမိုက်တယ်ကွာသင်္ကန်းစာယူပြီးတာနိုင်ရေးဆိုရင်မြန်မာတွေတော့ကဘာအောင်မှာဟာမရှိတော့ဘူးသင်္ကန်းစာတချွတ်ချွတ်ရအောင်အဲ့ဒါသင်္ကန်းစာနဲ့မဆိုင်ဘူးအဲ့လိုအဲ့နဲ့နောက်နှစ်ပွဲကြည့်တော့လေနောက်နှစ်ပွဲလည်းထပ်ရှုံးမဟုတ်ဘူးအဲ့သင်္ကန်းစာလေးမြန်မာပြည်ကလေသင်္ကန်းစာအများဆုံးနိုင်ငံကဘာပေါ်မှာကျွန်တော်အဲ့မနဲ့မိုးလေးနဲ့သင်္ကန်းစာလေးအော်ဆိုင်ဘုတ်တွေဆိုလဲလေဟိုဒီလိုဆိုင်ဘုတ်တွေကမြန်မာပြည်ကပုံများတယ်အများကြီးလမ်းလုံးလမ်းကွာမှာအကြီးတွေပဲအမားလေးမြန်မာအာကသကဘာလောရမီတို့နော်ဟိုခင်မီပွန်ပြိုးတိုးတက်တော့နိုင်ငံတော်တည်ကြီးတို့အများကြီးပဲခင်ဗျားတို့လူတက်တော့မဟုတ်ဘူးကျွန်တော်တို့နိုင်ငံတော်တော်ကောင်းလားချင်းအတွက်တော့အသင်္ကန်းစာပေးထားတယ်မဲဟိုမှာရေးထားတယ်ချင်းကင်းစင်နေပြီတဲ့အောက်ကပွက်တင်နဲ့ချင်းကလေကြည့်ပြီးအော်ငါမွေဥစုပါလားဆိုလက်ပြန်မလားမသိဘူးနင်ကလောက်တာပြောတာပါဒါမဲ့လေကျွန်တော်ပြောချင်တဲ့စကားကျွန်တော်တို့ဘာကြောင့်အဲ့လောက်ထိဘလုံးပွဲတွေမှာမလေးရှားကန်ကမြန်မာပြည်တဲ့ကန်ကရှိမို့ဘာလို့ကျွန်တော်တို့ဘလောက်တခဲနဲ့ဘာကြောင့်အားပေးတယ်လဲ17ယောက်မဟုတ်ဘူးတို့ပိတ်တဲ့နဲ့နောက်တစ်ယောက်12ယောက်နဲ့17ယောက်ကမှနိုင်မှာမလို့လားဆိုပြီးလေစီလနာပါတယ်အဲ့ဒါလေရှုံးတယ်ဒါပေမဲ့ကျွန်တော်မေးချင်တာကျွန်တော်တို့ဟာနိုင်ချင်တာလားရှုံးမှကြောက်လာတာလားကျွန်တော်တို့နေရာတကာရှုံးလုံးတော့ဒါလေးတစ်ခုတော့နိုင်မရစီဆိုတဲ့စိတ်လေးရှိတယ်ဒါလေးပါထပ်ပြီးမျက်နှာပါပေါ်ရအောင်ရှုံးမှကြောက်တဲ့စိတ်ကျွန်တော်တို့ဟာတအားရှုံးလုံးလာတော့ဘယ်နိုင်ငံတည်းမှမတူဘူးကျွန်တော်တို့နိုင်ငံပွဲလေးပိုင်တော့သူကလေးပွဲဖြစ်ရောက်ဟာလာအားပေးကြတယ်စင်ကာပူပြည်သက်တအားကျေးဇူးတင်တယ်မလေးရှားပြည်တီဟာမလေးရှားဆိုပိုတနာဟိုကောင်ကြီးဖမ်းခံပြီးချအားဟိုရဲရဖမ်းသေးတယ်လေညစ်သေးတယ်လေပြီးရင်တခါလေးဟိုကောင်ကြီးကတောင်သူတို့နိုင်ငံတော်ကိုဒီမြန်မာလုံသားတွေကိုစော်သွားသေးတယ်လေကျွန်တော်တို့ဒါမဲ့ဘာလို့တလောက်တော့ကျွန်တော်နိုင်ကျင်တာမဟုတ်ဘူးဗျရှုံးမှကြောက်နေတာကျွန်တော်တို့ဟာအကြောက်တရားကြောက်ရနေရပြီ
ဒီအကြောက်တရားကိုကြောက်ရပေါ့ကျွန်တော်ကရှုံးလွန်အားကြီးအဲ့တော့ကျွန်တော်ကအခုဒီတိုင်းဆိုရင်ကျွန်တော်တို့မြန်မာ identity ပျောက်မှာကြောက်ကျွန်တော်တို့ဘယ်သွားတော့မှလို့မြန်မာရဲ့အနာဂတ်ဟောရှာမပြောတဲ့ငြိမ်းချမ်းရေးမရရင်ကျွန်တော်တို့ရဲ့နောက်မျိုးဆက်ကဒုက္ခတွေစကောင်းသွားမယ်ကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ကိုအခုထိမထိန်နိုင်ဘူးဆိုရင်ကျွန်တော်တို့ရဲ့နောက်မျိုးဆက်ကကယ်ဆယ်ရေးစကံသွားဒါသမီးပြောသိရည်ဒုက္ခတဲ့စကံနဲ့ဒါလေးကြိုက်ရ၍ဒုက္ခကြိုက်လားကဲကြိုက်လားဆိုတာမြင်အဲ့လိုမေးရမယ်ပုံပေါ့အဲ့တော့အရေးကြီးဆုံးကလူမျိုးဆိုတာမျိုးသုံးတတ်တယ်ဗျလူမျိုးစုပေါင်းများစွာဟာမျိုးသုံးသွားတာကပောင်းမှာအများကြီးပဲဘာသာစကားမျိုးသုံးတတ်တယ်ယဉ်ကျေးမှုမျိုးသုံးတတ်တယ်နော်ကျွန်တော်တို့ကမျိုးသုံးသွားသောတစ်တော်တွေအများကြီးပဲသေသွားသောပင်လေတွေအများကြီးပဲကျွန်တော်တို့မျိုးသုံးသွားတတ်တယ်အဲ့ဒီမျိုးသုံးမှာကိုကွန်ဒရီတို့15တုံးနဲ့ကျွန်တော်တို့ရေးသားမှုဘူးတရားနဲ့ကယ်လို့မရဘူးအဲ့လိုပြစ်ပေါင်းတဲ့ဒီနဲ့ကယ်လို့မရဘူးကျွန်တော်တို့ဟာပညာနဲ့ပဲကယ်ရမှာကျွန်တော်ပြောပြရစီပြားအောင်လေပြားတွေပဲစောက်လို့ရတယ်စာဘူးတော့အရက်ကောင်းတဲ့စာတွေကစောက်ပြီးလို့မရအောင်ကျွန်တော်အခုနိုင်ငံတော်တော်များများခဏတစ်ပြုတ်သူများပတ်စံနဲ့ရောက်ဖို့ပါလေသူတို့နိုင်ငံတွေတိုင်းပြည်တိဆောက်နေတာဟုတ်ခင်ဗျားတို့အခုမြေအောက်ရေအောက်မီတာ20မီတာ40မီတာ60အခုလုတ်ပေးနေမြန်မာအင်ဂျင်နီယာတွေသူတို့တိုင်းပြည်ကိုတိဆောက်ပေးနေရတာသူတို့ကလိုအပ်လို့ခေါ်တာပေါ့ကျွန်တော်တို့တိုင်းပြည်မှာစောက်ဆရာမရှိဘူးဖျက်ဆရာပဲရှိဒါပေမဲ့ပြားအောင်ကိုပြားတွေမဆောက်ရင်ကျွန်တော်တို့ကတရုတ်ပြည်ကိုတရုတ်ပြည်ဆောက်ကျွန်တော်ရောက်တဲ့တွေ့ကိုရီးယားပြည်ကိုအိုပါတို့အပူကြီးတို့ဆောက်ဂျပန်ပြည်ကိုဂျပန်နေဆောက်စင်ကာပူနိုင်ငံကိုစင်ကာပူရန်နေဆောက်ကျွန်တော်တို့ကဒီရောက်တဲ့အမေရိကန်ကကူဆောက်ပြီးတာတက်တခါတလေဂျပန်ရောက်နေသူတို့ကသူတို့ဆောက်နေလို့မအားလို့ပကံဆေးပြရတယ်ဒါပဲမဟုတ်ဒါကျွန်တော်အပြစ်ပြောမှာသူတို့ကိုကူဆောက်ပြရခြင်းပဲအဲ့တော့ကျွန်တော်တို့ကဘာလုပ်ကြမှာတော့ကျွန်တော်တို့တကယ်တော့ကျွန်တော်ကော်နီတချင်းလေးတည်းရအသေးခွဲတာပျောက်တယ်ဆိုရဲစေးဆိုတာဘာမှမပေါ်သေးဘူးကျွန်တော်တို့နိုင်ငံကိုကယ်မယ်ရှိပေါ်ပါရဲ့ပညာပါရှာမဆောစောပြောတဲ့ကိုကျိုးစောပြောတဲ့ဟာလေးသိကောင်းတာပဲဒါပေမဲ့ကျွန်တော်တို့ကအရင်ဟိုလွန်ခဲ့တဲ့15နှစ်လောက်ကကျွန်တော်စင်ကူလာဟောတော့ knowledge driven society ကိုဟောခဲ့ပါတယ်ကျွန်တော်ပြောပြရစီကျွန်တော်တို့ကအခု wisdom driven ကိုပြောင်းပါတယ်စင်ကာပူလည်းပြောင်းနေပါတယ်ကျွန်တော်ခံစားမှုရောတဲနှလုံးရောဆောစောပြောတဲ့ဟိုသူစီရဆောမှာဆရာမပြောတဲ့ကိုကျိုးစောပြောတဲ့ဟာမျိုးလေကျွန်တော်တို့ဟာအသိပညာ know how တစ်ခုတည်းနဲ့မရဘူးကျွန်တော်ရတခံစားမှု dream လို့တဲ့ကျွန်တော်တို့တိုင်းပြည်ဘယ်လိုဖြစ်ခဲ့တည်တာပေါ့ငယ်တော့ငါဖြစ်ရမယ်ဆို dream တွေကျွန်တော်တို့မဖြစ်တော့လို့ဒီလိုတခြားနိုင်ငံသွားပြီးထပ်လို့ I am ဘာညာကျွန်တော်တူးခဲ့တာနောက်ကြတော့အခြေအနေတွေမပြီးပညာရေးစနစ်ပေါ်တော့ I am not ငါမဟုတ်ဘူးဖြစ်တော့နောက်ကြတော့ခါ I can't ငါမလုံးနိုင်ဘူးနောက်ဆုံးကြတော့လုတ်ခွင့်မရမယ်လို့တော့ကြတာနော်ကျွန်တော်ရှေးမှာကြောက်လို့ရအဲ့ဒီ behavior change ရှိတယ်ဘာဖြစ်ဆိုနောက်ဆုံး I am ပြီးတော့ I am not ပြီး I cannot ငါမလုံးတတ်ဘူးမလုံးနိုင်ပြီးတော့နောက်ဆုံးကြ I am stupid ဖြစ်သွားငါလကားကောင်းပါကွာငါကတော့တုံးမကြောက်တော့အဲ့လိုဖြစ်သွားတာသူများနိုင်ငံမှာကြတော့မဖြစ်နိုင်ဘူးဆိုတာကိုဖြည်းဖြည်းနဲ့ဟာငါဖြစ်လို့မဟုတ်ပဲမဆိုးပါဘူးဟာဆိုတဲ့ opportunities တွေအများကြီးပဲလေကျွန်တော်ကအဲ့လိုဖြစ်အဲ့ဒီအတွက်ကျွန်တော်တို့ကစနစ်ကြောင်လားဟုတ်တယ်စနစ်ကြောင်ဆိုမယ်စနစ်ကကျွန်တော်တို့ညာခဲ့တယ်ဒါမဲ့ကျွန်တော်တို့ဒီစနစ်မှာဘာလို့ကြာရှည်နှစ်ပေါင်း60ကျော်နေခဲ့လဲသိလားကျွန်တော်တို့ကပြန်ညာလို့ကျွန်တော်တို့ပြန်ညာရနော်ဆာမွဲစနစ်ကိုလည်းညာတယ်အိုးအကောင်ညာခဲ့တာခင်ဗျားတို့ကျွန်တော်ငယ်ငယ်ဆိုလွတ်လပ်ရေးနေတို့တော်လှန်ရေးနေဟိုဘာလို့လဲသမားနေတို့ပြည်တော်စုနေတို့ကျွန်တော်ကြီးတဲ့ပွဲတွေလိုက်တယ်ထောက်ခံပွဲတွေအဲ့တော့အေးတို့ချတာပဲရှိရပါဦးမှမသိဘူးဒါတောင်ဘလောက်ညာတော်မြန်မာလူမျိုးဘလောက်စနစ်ကြလဲခင်ဗျားတို့ထဲလိုက်អော်ဘူးတဲ့လူရှိပါလေဗျာ
ဟောရှိတယ်ပေါ့ဒါပေမဲ့တယောက်မှမှားဖို့တော့ငါးကမြောက်စေဟောရေးတို့ရေးလို့ဘယ်သူမှမှားမဟုတ်အောင်ရမည်မဲငါးကမြောက်ဆိုအောင်ရမည်ဟောပေါ့တော့ညာလာလေညာပုံညာနည်းကျွန်တော်ရှေးမှကြောက်လို့မပြောလို့ကျွန်တော်အခုဟောတန်လာရင်9မိနစ်ဖြစ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီညာတန်လျာလေးဒါပေမဲ့ကျွန်တော်ပြောပြမယ်ဒီစနစ်ကြီးအောက်မဆလာခေအောက်ဘာအောက်ညာအောက်အဲ့ဒီထဲရပဲကျွန်တော်တို့ကဘာဦးရင်မောင်တန်းနိုင်နေလို့ရှိတာပဲကျွန်တော်တို့တောသူတောင်သားရှာမတ်တောသူတောင်သားကျွန်တော်တို့ဖြစ်အောင်ကြိုးစားကြတာပဲဘာလို့လဲကျွန်တော်အသိပညာခင်ဗျားတို့အခုဒီတမီလေးအီစံသူပါလဲတထုံဘက်ကသူတို့ပြုတ်ပြတယ်သူကျွန်တော်ပြောမယ်နော်စနစ်မကောင်းဘူးဆိုရင်အင်ဂျင်နီယာတွေကျုပ်တို့က RIT မိတဲ့ကောင်ကဟာဖင်ကောင်းကျဲတလုံးမှလည်းမတက်ဘူး object ဆိုမတက်ဘူးတော့ဘာမှမပေါ့ဘူးဟိုဟာပေါ့အဲ့တော့အခြေရနေနေများသွားတယ်ဟုတ်လားကိုတော့အဲ့ဒါကပါဗျာအခုဟိုမအောင်လာလို့သိတာပေါ့ကောင်းမစွန်မအဲ့တော့ကျွန်တော်တို့ကအဲ့ဒီ GTN ရပဲဖြစ်ဟာမင်း GTN ရလာတော့ကွာပြောနေအဲ့ဒီ GTN လာပြီး PhD ရတဲ့လူတွေအဲ့ဒီကဲကျွန်တော်တို့နောက်စနစ်ပေါ်လာ data college အဲ့ဒီ data college စနစ်ကြီးကနှိမ့်ဆက်လိုက်လို့ဘယ်မဲ့သူ့ဘက်ကသူအဲ့ဒီ data college စနစ်ဖြတ်ပြီးတအားတော်တဲ့လူတွေအမေရိကမှာရောက်တွေ့တာပဲဒီဟိုအမေရိကန်ဟိုအဲ့ဒီ data college တွေပြောင်းသွားတာမဟုတ်ဘူးနော်ဘွဲတွေပါဒီမောက်ကဘွဲတွေအကုန်လုံးရှောက်ပြပြီးမှကိုမတက်ဖဲနဲ့ကိုပြောင်းသွားပြန်တက်တယ်ပြန်လို့ကဲသမီးတို့ဟွာပါလေသူတို့က GDC ဥတောင်းနေစေတာသူတို့လည်းအခုပါလို့မတ်ဆာပဲရတော့ပေါ့ဟို GDC ကဘာမှမလုပ်ဒီကြတော့ဖုန်နေကြဆိုသွားယူလေဒီရတော့ဘယ်မှာချလို့လဲကျွန်တော်အဓိကတော့စနစ်မဟုတ်ဘူးဖျောင်းတယောက်ချင်းပဲလူပဲကျွန်တော်တို့ကလှုပ်လို့ရတယ်အဲ့တော့ကျွန်တော်ကတော့မြန်မာအဓိကလမ်းလှုပ်မြန်မာလူမျိုးကလမ်းလှုပ်ဖို့ဝင်မလေးဘူးကျွန်တော်မနေ့ကကြည့်ရင်တော့စာဖတ်တဲ့စာဖတ်ရဆိုရဲ့အဲ့ဒီစင်ကာပူမှာအဲ့ဒီကီနိုခုနီယာထဲမှာအဲ့ဒီကျွန်တော်မနေ့ကဝင်တဲ့စာကတိတ်ကောင်းနေဗျကာတွန်းစာအုပ်လေးပါအဲ့ဒီဟော်လီအဲ့ဒီဆရာမရှင်းပြတယ်တိတ်ကောင်းဘယ်သူမှစဉ်းဝင်စားဟာဆိုသူတို့ဖတ်တာပါလေကျွန်တော်တော့ထပ်စဉ်းစားရနော်ကျွန်တော်တော့အဲ့အိမ်သာဘောရင်ကောင်းလို့ပဲစဉ်းစားတယ်ထပ်စဉ်းစားတယ်ဘာဖြစ်လို့လဲတကယ်ကိုနှစ်ယောက်ပဲရှိတယ်တယောက်ကအဖွာကြီးတယောက်ကကလေးလေးညောင်းလို့လားမသိဘူးတကယ်အဲ့တော့ကျွန်တော်ကအဓိကပြောတယ်လူနဲ့တိရစ္ဆာန်အဓိကကွာခြားမှုကလမ်းလုံနိုင်တာကျွန်တော်တို့ကခင်ဗျားတို့မြင်းတို့ဘာတို့မွေးကစားပဲနောက်နိုင်ပိုင်းတွင်လမ်းလျှောက်နိုင်တယ်ကျွန်တော်တို့ကလမ်းလျှောက်နိုင်ဖို့များတစ်နှစ်လောက်လေ့ကျင့်ယူသွားတာကျွန်တော်တို့ကလမ်းလုံနိုင်တယ်ဟိုခွေးလေးတွေကြောင်လေးတွေချက်ချင်းစကားမကြခင်ပြောနိုင်ကျွန်တော်မပြောနိုင်ဘူးကျွန်တော်တို့ကလူကအဓိကလမ်းနဲ့တင့်နေတယ်အဲ့တော့ကျွန်တော်ကလူဟာအဓိကပြောင်းလူရဲ့အရေးချင်းတွေကိုကျွန်တော်ဖတ်ကြည့်တာပြောင်းလဲလွယ်ခြင်းနဲ့ပေါင်းစည်းလွယ်ခြင်းပဲပြောင်းတာနဲ့ပေါင်းတာမလို့လူသိတောင်ပေါင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဟာမင်းဒီ idea တခုတကယ်ကောင်းနေဆိုအဲ့ဒီ idea နောက်အဲ့ဒီခေါင်းဆောင်နောက်လိုက်သွားအကောင်းဆုံးပါပြီနော်တယ်လီဖုန်းလည်းပြီးပြီကိုလည်းပြီးဘူးဒါပေမဲ့သူ့ idea ဟာတော်သူမိုက်တယ်ကွာသူချလိုက်တာပဲဘာဖြစ်လို့လဲ idea ပဲဒါပေမဲ့ခင်ဗျပြောင်းဖို့တော့ဟဲ့ပြားတွေဟောတို့ဖွဲ့စည်းဖို့မနေ့ပြန်ပြောင်းမယ်ပြောင်းမရဘူးပြောင်းခင်ဗျနှစ်ပေါင်းရာချီပြီးသူ့ဖွဲ့စည်းပုံပြောင်းလို့မရအောင်အမှားပြီးလူပြောင်းရမယ်ပြောင်းမရရင်တိရစ္ဆာန်မလို့တိရစ္ဆာန်မပြောင်းလို့ခက်တယ်ဟုတ်ပါဘူးဒါကိုပြောတာပါဟုတ်ပြီမဟုတ်တိရစ္ဆာန်လည်းလူကွာတယ်နော်ဟုတ်တယ်ပြောတာဆိုပါတော့မြောက်တကောင် ideology ကိုတိတ်နေကြခဏမြောက်တကောင်ကိုလေခင်ဗျားတို့အဲ့စင်ကာပူဒေါ်လာ$10တန်လေးနဲ့သူ့လက်ထက်မှာပြောပြီးလဲမလားလို့မေးကြည့်ပါလားလဲမယ်အာကြီးဘာလို့သူထားမျိုးမရဘူးလဲဒါပေမဲ့မြောက်တကောင်ကိုမင်းအဲ့ဒီမှာလဲထက်မှာပြောမင်းအခုလေအဲ့ဒီမပြောသေးလို့ငါ့ကိုလှူလိုက်မင်းနောက်ဘဝကျရင်ငါပြောသေးတဲ့ပုံကြီးနဲ့နောက်ဘုံဘဝမှာမင်းကောင်းကောင်းစားရမယ်လက်သက်မှမရစေအောင်လူကြရပြန်ရောအဲ့ဒီဆိုတော့ idea နှစ်မျိုးနော်ဆိုတော့ကောင်းမယ်ပြောလို့ပြောင်းခြင်းဟုတ်နောက်တစ်ခါကျတော့ဟဲ့
မင်းကွာမင်းများအဲ့လိုလူတော့မင်းနောက်ဘွားတော့ရှယ်ပဲမမေနာသမီးတောင်ပါလိုက်သေးတစ်ဖက်900ပဲအဟုတ်မှတ်တာမြောက်ကချက်ရှင်းနေလဲဘူးပဲနောက်ဘွားကြမှာလေဘယ်လိုလုပ်သေးကြမအောင်အဲ့ဓာတွေကကျွန်တော်တို့အပြောင်းလာတွေကိုကျွန်တော်ကဒါပေမဲ့အဓိကကဆ iam ဆွဆွပြောသူစတိတမှာအရေးကြီးချက်ကကျွန်တော်ပူပေါင်းခြင်းလူဟာတယောက်တည်းမရလူတစ်ကောင်နဲ့မြောက်တစ်ကောင်ကျွန်းတစ်ကောင်ကျွန်းမှာသွားထားခင်ဗျာလူဘာမှမလုပ်တတ်ဘူးမြောက်ကသူ့ဘာလို့ရှင်လို့လုပ်တတ်တယ်လူ10ယောက်နဲ့မြောက်10ကောင်ထားလိုက်ကြမြောက်10ကောင်ရှုံးတယ်လူကအစုအဖွဲ့ကြမှာအင်အားဖြစ်တာလူဒီပေါင်းစည်းခြင်းကနံပါတ်1ပဲစောစောသူစီရဆုံးမှာအရေးကြီးတဲ့အချက်အဲ့ဒါပဲလူဟာတကူတည်းနေစွမ်းဆမ်းမရှိဘူးလူဟာပေါင်းစည်းခြင်းအဲ့ဒါကိုသိရအဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒါကိုပေါင်းတတ်ဖို့လိုတယ်ကျွန်တော်တို့ခဏခဏသိပါတယ်1နဲ့1ပေါင်းရင်3ဖြစ်ရင်ဒါပေါင်းစည်းမှုကောင်းတာလေ1နဲ့1ပေါင်းတာ2ကတော့ဘာဖြစ်လို့ထူးဆန်းမှုလေ1နဲ့1ပေါင်း2ပါဆို1နဲ့1ပြီးပေါ့2ပေါ့ပြီးတော့1ပေါင်း1ပေါ့ပြီးရတယ်ပေါ့ဒါပေမဲ့1ပေါင်း1 3ဖြစ်ရင်စနကြီးခေါ်ပါလေဒါရှည်လို့မပြောတော့ခင်ဗျားတို့သိပါတယ်ပို့ပြီးတော့အင်အားရှိတာနှစ်ခုစားတဲ့ပို့ရှိတယ် structure ပဲမှလည်းအဲ့လိုပါပဲအဲ့တော့ဒါပေမဲ့1နဲ့1ပေါင်းရင်3ရှိတဲ့အဖွဲ့အစည်းညီညွတ်ရင်ရှိတာပေါ့စိတ်တက်ခိုင်မာပြီးကောင်းမွန်နေရွေးရှင်ကောင်းတာပေါ့ဟော1ပေါင်း1ရင်2ကတော့မထူးဒါပေမဲ့တစ်ခါချုံနေကြ1ပေါင်း1ရင်1ပဲရှိတယ်ဟာဘာလို့လဲဆိုအဲ့ဒီတယောက်ကိုပဲမှီပြီးကျန်တဲ့လူကမလုပ်တော့တစ်ဖွဲ့ကိုပဲမှီပြီးတော့ကျန်တဲ့တစ်ဖွဲ့ကမလုပ်တော့ဒီရက်ကွက်ထဲမှာဟာဒီလူ9ယောက်ကသွေးလူပန်လဲဒီလူပဲဟောပြောပွဲလဲသူပဲဖဲတရားပွဲလဲသူပဲလမ်းဖြင့်တော့လဲရမုံကြီးကောက်တော့လဲသူပဲအဲ့ဒီ9ယောက်ကျန်တဲ့တယောက်ကလုံးကအဲ့ဒီ9ယောက်မှီလို့ဟာဒီပါတီမှာဟိုခေါင်းဆောင်တယောက်ပဲမှီပြီးကျန်တဲ့လူတွေကခိုးလိုက်ကောင်းလာကြီးသူ့တပ်ပုံကြီးနဲ့ပြပြီးမဲဆိုရင်ဒါပဲအဲ့ဒါဆိုရင်1အပေါင်းတင်ရွယ်1ဘာလို့ကျန်တဲ့1ကအလုံးမလုံးလေမှီနေရလေ1ပေါင်းတင်ရွယ်ရင်1ဒီတယောက်ထဲကိုမှီခိုလွန်းနေတာဟမဲတခါ1ပေါင်းတင်ရွယ်ရင်3ညဟာရှိတယ်အဲ့ကြဘာလို့တော့မင်းလောက်ပါမင်းလောက်လို့ကြောင်းတော့တွက်ကန်တယောက်မှမလုပ်တော့အဲ့ဒါ1ပေါင်းတင်ရွယ်3ည1ပေါင်းတင်ရွယ်အနှုတ်1ဟာရှိသေးတယ်အတူတူလောက်ကမှာယာနေဖြစ်ပြီးချရတာအကုန်ကွဲပြဲကုန်ရောမပြန်တဲ့ဂျားပစ္စည်းတွေပါတော့အဲ့ဆိုရင်1အပေါင်းတင်ကြခြင်းအနှုတ်တယ်နော်အဲ့တော့ကျွန်တော်ညီကုန်းချုပ်မယ်ဘာလို့လဲဆိုတော့တနာကြီးဆက်လက်မြဆိုတော့မေကွန်းလည်းရှိသေးမေကွန်းကြံလည်းလေဟိုခက်တာမမေးချင်နော်ဆာမွေးဒီမှာခက်တာမေးတဲ့ဆရာမဆိုမြေတာပို့တယ်နော်အဲ့တော့ကျွန်တော်တို့ကတော့အဓိကကျွန်တော်ဆောအဲ့ကကျွန်တော်အဓိကပိုတီးလို့မဟုတ်ဘူးကျွန်တော်တွေးမိတာလေးတွေပြောတာပါခင်ဗျားတို့လည်းတွေးကြည့်ပါဦးတွေးတဲ့ဟာပဲလောကမှာပြောင်းတာပါလောကမှာကျွန်တော်တို့လူသားမျိုးစိတ်ထဲကကျွန်တော်တို့တွေးတတ်တဲ့လူသားမျိုးစိတ်ပဲကြံခဲ့ပြီးတော့မတွေးတတ်တဲ့ဒိုင်နိုဆောတို့ဘာလို့ကြွသွားကြားလိုက်ကျွန်တော်တို့လူမျိုးလည်းမတွေးတတ်တဲ့လူမျိုးသုံးသွားမယ် thinking လို့ရမယ်ဒါမဲ့ thinking ကစောဟိုဘက်ခန်းထဲကစာလို့ပဲအတွေးဟောင်းနေညာဘက်လက်ကဆွဲနေကြလိဆွဲလို့ဘယ်ဘက်လက်နဲ့ဆွဲလာပါဆိုတဲ့စကားတိတ်ကောင်းတယ်ကျွန်တော်တို့ဟာတွေးတင်တာတွေးရလားတွေးနေကြတွေးလားဆိုတွေးနေကြတယ်တွေးတယ်လုံးနေကြလို့အဲ့တော့ကျွန်တော်တို့ဟာတွေးပါနောက်ပြီးကိုတွေးတဲ့ idea အပေါ်တတ်တိရှိပါတတ်တိလို့လေနောက်ပြီးတော့ခင်ဗျားတို့စင်ဘူးရောက်နေလူများကျွန်တော်ပြောပြရစီကျွန်တော်တို့ dancing floor ပေါ်မှာလဲတခါလေဝင်ကားပါ balcony အပေါ်ကနေပြီးလဲတခါလေစီးကြည့်ပါအပေါ်ကနေစီးကြည့်ပြီးတော့အကျရင်အဲ့ဒီကွင်းကြီးတစ်ခုလုံးကနေတဲ့အဖြစ်ပြက်ကြီးကိုမြင်ရပါလေခင်ဗျားတို့တခါလေအဝေးရတခါတလေလဲလေကားလေးနဲ့ပြန်ဆင်းဝင်ကားလိုက်အမောဖြစ်လာအဲ့လိုရှိရင်အဲ့ဒီကောင် very good leadership ပါနော် dancing floor ပေါ်လဲပြန်ခဏဆင်းပေးပါအပေါ်ကလဲစာနာတဲ့နှလုံးသားနဲ့ကြည့်ပေးပါအဓိကကျွန်တော်တို့ကိုပြင်မှုပဲနောက်ဆုံးစင်ပုံပြင်လေးနဲ့ကျွန်တော်ဒီကုန်းချုပ်ပြစီအဲ့ဒီလူတယောက်ကတရားထိုင်နေတော့သူထိုင်တိုင်းဝင်လေသူစိတ်ထဲမှာပင့်ကူသူကအဲ့လိုဖြစ်တော့သူဘုန်းကြီးဒီမှာတပည့်တော်တရားထိုင်တဲ့အချိန်မှာ
တရားတေချာမှတ်ကောင်းပြီဆိုရင်တဲ့အဲ့ဒီပင်ကူအကြီးတော်ဆင်းစင်လာပြီးတရားဟိုဒီကောင်ကောင်းကောင်းထိုင်လို့မရအောင်နှောက်ရက်တယ်တဲ့ဟုတ်လားအဲ့ဒါဘုန်းကြီးကလောက်ပေါင်းတော့တေချာဆောက်ကြည့်ပါဟာတော့ဆောက်ကြည့်နောက်နှစ်ညလုံးမရဘူးဘုန်းကြီးတရားအချိန်တက်လာပြီဆို तू ကအဲ့ဒီဟာဆင်းစင်ပြီးတော့နှောက်ရက်တယ်တဲ့ပင်ကူကြီးတဲ့ဒီလိုလုံးတဲ့အဲ့ဒါနဲ့စုတ်တန်လေးနဲ့ဟွာလေးယူထားတဲ့အဲ့ဒီဟာလေးဆေးလေးယူထားတဲ့ဘေးနားမှာချက်လားနှောက်ရက်ပြီဆိုရင်တဲ့ပြက်ကနေတရားဖြုတ်ပြီးပြက်ကနေအဲ့ဒီဆေးနဲ့ယူအဲ့ဒီပင်ကူဘိုက်ကိုဝိုင်းပလိုက်ကွာတယ်ဟုတ်ကဲ့ချောက်ဟာသူထိုင်ပင်ကူအပေါ်ကြောက်ကြီးပဲသူစိတ်တော့ရိဆိုဝိုင်းတယ်ပြီးတော့မှဘုန်းကြီးလာတော့တရားဖြုတ်ပြီးတော့မှသူ့ပိုက်သူငုံကြည့်လိုက်တော့သူ့ပိုက်မှာအဝိုင်းကျွန်တော်တို့ဟာပုဂ္ဂိုလ်ကိုပြန်ကြည့်ပါလို့ပြောရင်ဒီကောင်ချုပ်ပါတယ်လက်မပေးဦးမလားဟုတ်ကဲ့ယခုလိုသူတရတာဆုံးလင်းစွာဟောပြောပေးပါတော့ဆရာအောင် PJ အား appreciation token ပေးအပ်ရန်အတွက် SMCESC ကိုအတင်းကြီးကိုစား honorary advisor ဦးတိုးတိုးအောင်အစင်မြင့်ထပ်သို့ဖိတ်ခေါ်အပ်ပါသည်ရှင်ပေးတာကိုအချမ်းနေယူပါတော့ဒီတော့တော့ဖာတာတိုင်းငါပုဂ္ဂိုလ်ခိုင်း